မောဟဆိုတာအမှန်တရားကိုမသိတဲ့သဘောပါပဲသစ္စာ၄ပါးကိုအမှန်တိုင်းမသိတဲ့သဘောယုတ်တရားနံတရားတွေရဲ့အကြောင်းကိုအမှန်တိုင်းမသိတဲ့သဘောယုတ်တရားနံတရားတွေရဲ့လွတ်မြောက်ရသဘောတရားကိုမသိတဲ့သဘောကိုမောဟလို့ခေါ်တယ်တရားဘာဝနာလုပ်ကိုအားထုတ်မှသာအမှန်တရားတွေကိုသိနိုင်တာအမှန်တရားဆိုတာကသစ္စာဘယ်နှပါးတဲ့တော့သစ္စာ၄ပါးဘာလဲဆိုရင်တော့ဆိုကြည့်ပါအောင်ကွာကူဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာသစ္စာ၄ပါးအဲ့ဒီသစ္စာ၄ပါးကိုသိဖို့အတွက်သစ္စာ၄ပါးကိုမသိခြင်းဆိုတဲ့မောဟချွေမောဟကြီးမောဟအညစ်အကြေးတွေစင်မှုအတွက်ဘာဝနာရှိကိုချိုးရပါမယ်ဘာဝနာလို့ဆိုတော့သမထဘာဝနာဝိပဿနာဘာဝနာနှစ်မျိုးလုံးနဲ့ချိုးရမှာပေါ့ဒါကလည်းပဲလောဘချွေစင်မှုဒါနရည်ချိုးဒေါသချွေစင်မှုသီလရည်ချိုးမောဟချွေစင်မှုဘာဝနာရည်ချိုးဆိုတာထင်ရှားရာကိုသာရည်ရွယ်ပြီးတော့ပြောတာပါလောဘချွေဒေါသချွေမောဟချွေတွေတကယ်တမ်းအမြင့်ပြတ်စင်ကြယ်ဖို့ဆိုရင်တော့ဘာရည်ချိုးမှပဲရမလဲဘာဝနာဆိုတဲ့နေရာမှာလေဝိပဿနာဘာဝနာရည်ချိုးမှပဲရမယ်ဒါနသီလသမထတို့ကတော့အခိုက်အတန့်လေးပဲပေါ့နော်ဒါနပြုလိုက်တော့လောဘဒါနပြုနေတဲ့အခိုက်မှာလောလောဆယ်ထင်ရှားနေလို့ထင်ရှားရာကိုလိုက်ပြီးတော့ပြောတာပါပဲမြတ်စွာဘုရားရှင်ရဲ့တရားတော်လေးတွေကတချို့နေရာမှာဒီလိုဟောထားတာတွေရှိမြတ်စွာဘုရားရှင်ရဲ့တရားတော်လေးတွေဟာအင်မတန်စနစ်လဲကျဒါနသီလဘာဝနာဒီ၃မျိုးလေးနဲ့ထိုဘက်ကလည်းလောဘဒေါသမောဟပယ်စရာလေးကလည်း၃မျိုးလောက်ရမယ့်အလုပ်ကလည်း၃မျိုးသူ့ချက်နဲ့သူတွဲဆက်တော်တော်ကိုအဆင်ပြေအဲ့ဒီတော့အပြစ်မှာအတာတကြံကစားယုံနဲ့အညစ်အကြေးတွေမစင်စိတ်ညစ်ကြေးတွေမစင်နိုင်ဘူးခန္ဓာတကြံကစားမှစိတ်ညစ်ကြေးတွေစင်နိုင်တယ်တရားနာပိဋကများအတာတကြံကစားယုံနဲ့စိတ်ညစ်ကြေးစင်မှာမလားဘာတကြံကစားမှစင်ကြယ်မလဲခန္ဓာတကြံတရားနာပိဋကများယောဂီများရဲ့ခန္ဓာမှာအမြဲတမ်းတကြံကြတကြံဆိုတာကသင်္ကန္တဆိုတဲ့ပါဠိကနေဆင်းသက်လာတာသင်္ကန္တပါတယ်လေသင်္ကန္တဆိုတဲ့ပါဠိကပြောင်းရွှေ့ခြင်းလို့အဓိပ္ပာယ်ရနှစ်ဟောင်းကနေနှစ်သက်ကိုပြောင်းရွှေ့သွားတဲ့သဘောလေးကိုပဲသင်္ကန္တနက္ခတ်ဒီနက္ခတ်ရဲ့တရားဒီပြည့်သွားလို့နောက်တရားဒီကိုပြောင်းရွှေ့သွားတာနက္ခတ်တစ်မျိုးကနေတစ်မျိုးပြောင်းရွှေ့သွားတဲ့သဘောလေးကိုသင်္ကန္တကိုအဓိပ္ပာယ်ရွေးလို့ရတော့တစ်ဖြည်းဖြည်းနဲ့သင်္ကြံဆိုပြီးတော့ဖြစ်သွားတာဒီတော့သင်္ကြံဆိုတဲ့အဓိပ္ပာယ်ကပြောင်းရွှေ့ခြင်းပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရဒီတော့နှစ်တစ်ခုနဲ့တစ်ခုက365ရဲ့ပြည့်မှတစ်ခါပြောင်းတာတရားနာပိဋကများရဲ့ခန္ဓာမှာရှိတဲ့ယုတ်တရားနံတရားတွေကအချိန်တိုင်းစက္ကန့်တိုင်းပြောင်းလဲနေတာယုံနာအဟောင်းပြက်လိုက်ယုံနာအသစ်ဖြစ်လိုက်ဖြစ်လာတဲ့အဲ့ဒီယုံနာကလည်းပြက်သွားပြန်လိုက်နောက်ထပ်ယုံနာအသစ်ထပ်ဖြစ်လာလိုက်အဟောင်းပြက်လိုက်အသစ်ဖြစ်လိုက်အဟောင်းပြက်လိုက်အသစ်ဖြစ်လိုက်အသစ်ကအဟောင်းပြန်ဖြစ်သွားလိုက်အဲ့ဒီလိုနဲ့ယုတ်တရားနံတရားတွေစက္ကန့်တိုင်းအဆက်မပြတ်ပြောင်းလဲနေတာဆိုတော့ခန္ဓာမှာအမြဲတမ်းတကြံကြမနေဘူးလားခန္ဓာမှာအမြဲတမ်းတကြံကြနေတယ်ဒီတော့ခန္ဓာမှာတကြံကြတာကိုကြည့်ဖို့လိုအပ်ပါတယ်ခန္ဓာမှာတကြံကြတာကိုကြည့်တယ်ဆိုတာယုတ်တရားနံတရားတွေရဲ့အဖြစ်အပျက်ကိုမြင်အောင်အားထုတ်နေတာကိုပြောတာပါပဲယုံနာခန္ဓာတွေရဲ့အဖြစ်အပျက်ကိုမြင်အောင်အားထုတ်နေတာကိုပဲတကြံကစားတယ်လို့ဆိုလိုပါတယ်ဘာတကြံလဲဆိုရင်တော့ခန္ဓာတကြံမှာဒီကနေ့တရားနာပိဋကများယောဂီများကတော့အတာတကြံမကစားတော့ဘဲနဲ့ခန္ဓာတကြံကစားတော့မယ်ဆိုပြီးတော့ရောက်လာကြတာမဟုတ်ဘူးလားဟုတ်ပါတယ်ဒီတော့ငါတို့တကြံတွင်းမှာ9ရက်စခန်းဝင်နေရလို့အတာတကြံမကစားလိုက်ရဘူးလို့အာမငင်နဲ့နော်ခန္ဓာတကြံကစားနေရတယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်လိုက်ပါဒါကြောင့်တတ္တနာဝိသုဒ္ဓိယတတ္တဝါရဲ့တဏ္ဍာမှာစိတ်ညစ်ကြေးစင်ကြယ်ဖို့အတွက်လည်းပဲဒီသတိပဋ္ဌာန်တရားကိုပွားများကြရတယ်အဲ့တော့ခန္ဓာတကြံကစားတဲ့အနေနဲ့တရားနာပိဋကများခုပင်နိုင်ထားပြီးရှုနေတာကဝင်လေထွက်လေနာသီဝလေဝင်သွားလို့ရှိရင်ထိတဲ့နေရာမှာတတိကပ်ပြီးတော့ဝင်နေအတွင်းကလေကအပြင်ပြန်ထွက်တော့လေနာသီဝမှာထိပြီးတော့ထွက်သွားတယ်ထိတဲ့နေရာမှာတတိကပ်ပြီးတော့ထွက်တယ်ထွက်လေဆုံးသွားလို့ခဏလေးနာပြီးပြန်ဝင်လာပြန်တော့လေဝင်နေအဲ့တော့နာသီဝလေထိတဲ့နေရာမှာပဲတတိကပ်ထားပြီးတော့ဝင်ရင်
ဝင်နေထွက်ရင်ထွက်တယ်ဒါလေးကိုပဲတစ်ဆက်တည်းရှုမှတ်ပြီးတော့နေကြတယ်အဲ့တော့ထိတဲ့နေရာမှာတတိကတ်ထားပြီးတော့ဝင်နေထွက်တယ်လို့ပထမတော့ပုံမှန်ပဲမှတ်နေတယ်တဖြည်းဖြည်းနဲ့တတိသမารီရှင်းသလိုက်ရင်ဘာကိုသိရမလဲဆိုရင်ဝင်လေထွက်လေရဲ့အစအလေအဆုံးသုံးချက်လုံးကိုသိရမယ်အစလည်းဆုံးသုံးချက်လုံးကိုသိရမယ်ဆိုလို့ဝင်လေရဲ့အစဆိုတာနာသီဝအလဲဆိုတာရင်ကြိုင်းအဆုံးဆိုတာချက်တိုင်းထွက်လေရဲ့အစကချက်တိုင်းအလဲကရင်ကြိုင်းအဆုံးတော့နာသီဝအဲ့ဒီလိုနာသီဝရင်ကြိုင်းချက်တိုင်းချက်တိုင်းရင်ကြိုင်းနာသီဝဒီလိုလိုက်ရမှလားဆိုတော့အဲ့ဒီလိုမဟုတ်ဘူးအဲ့ဒါကဝင်လေထွက်လေရဲ့ဖြစ်စဉ်ကိုပြောတာရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်ကတော့နာသီဝထိတဲ့တနေရာထဲမှာပဲစိတ်ကိုကတ်ထားအပြားတစ်ထောက်စားလောက်ရှိတဲ့နေရာတနေရာထဲမှာပဲစိတ်ကိုထားပြီးတော့စိတ်ကိုချထားပြီးတော့ဘေးဝင်သွားလို့ရှိရင်လည်းဝင်ဒီနေရာကိုပဲထိပြီးတော့ဝင်သွားတာပါပဲအဲ့ဒီနေရာမှာပဲဝင်နေထွက်တယ်လို့မှတ်တယ်ပြီးတော့အစအလဲဆုံးဆိုတာနှာသီးဝလေးလေးစထိသွားတယ်တဖြည်းဖြည်းနဲ့ဆက်ပြီးတော့ပုတ်တိုက်ပြီးထိနေပြန်တယ်နောက်ဆုံးဝင်လေဆုံးသွားတော့ရပ်သွားတယ်အဲ့တော့အစအလဲဆုံးဆိုတာလေစထိလိုက်တာလည်းသိရမယ်စဝင်လာကစထိလိုက်တာလည်းသိရမယ်ဝင်လေမဆုံးမချင်းဇက်တိုက်ထိသွားနေတာလည်းသိရမယ်နောက်ဆုံးဝင်လေဆုံးတော့လို့ထိတာလေးကုံသွားတာလည်းသိရမယ်တဏှာထဲမှာပဲအစလည်းဆုံးကိုသိရမယ်ဆိုလိုတာကတော့ဝင်လေစထိတဲ့အချိန်ကနေဆုံးတဲ့အချိန်ထိထိမှုအစဉ်တန်းလေးကိုတစ်ဆက်တည်းသိနေရမယ်လို့ဆိုလိုပါတယ်စထိတုံးသိပြီးတော့အလဲနဲ့ဆုံးကြတော့တခုခုတွေးနေလိုက်တချို့လည်းအလဲလေးသိပြီးအစဆုံးမသိတချို့လည်းအဆုံးလေးပဲသိအလဲအစမသိဒီလိုလည်းဖြစ်တတ်တယ်ဒါတော့တတိမိမိရဲ့တတိကိုအရှင်မြင့်တင်တမာတိကိုမြင့်တင်ပြီးတော့ဝင်လေထွက်လေရဲ့အစရောအလဲရောအဆုံးရောသိအောင်ကြိုးစားအထောက်ကြရမယ်အဲ့ဒီလိုသိနေရင်နဲ့ကြာလာတော့ဝင်လေထွက်လေကတိမ်မွေ့သွားတယ်တချို့ဆိုရင်မရှိတော့သလိုကိုထင်နေရဝင်လေထွက်လေလည်းမရှိတော့ဘူးဆိုပြီးတော့တချို့ကလည်းနေရာကနေထသွားတတ်ထမသွားရဘူးဣရိယာပဋ္ဌံဝီကောပိတဝါကိစ္စတောကမ္မဌာနနဝမေဝဟောတိဣရိယာပုဂ္ဂိုလ်ဖြတ်ပြီးတော့ဝင်လေထွက်လေမထင်ရှားတော့လို့ဆိုပြီးတော့နေရာကထသွားလို့ရှိကမ္မဋ္ဌာန်းဟာပြန်ထိုင်တိုင်းအသစ်ကြီးပဲပြန်ဖြစ်နေတယ်တက်ကကြီးပဲပြန်စနေရဒီလိုဖြစ်သွားတတ်တယ်ဒါကြောင့်ဝင်လေထွက်လေတိမ်မွေ့လို့မထင်ရှားတော့ဘူးဆိုရင်မရှိတော့ဘူးလို့သဘောမထားပဲနဲ့ဝင်လေထွက်လေကရှိနေတာပေါ့ကိုမေးကြည့်ကိုကအသက်ရှင်နေတဲ့လူလားသေနေတဲ့လူလားအသက်ရှင်နေတဲ့လူဆိုရင်တော့ဝင်လေထွက်လေကရှိကိုရှိမှာပေါ့ဝင်လေထွက်လေမရှိတာကအမိဝမ်းမှာပရိသန်နေနေတဲ့သူသေတဲ့သူမေ့နေတဲ့သူရင်နစ်နေတဲ့သူသရုဒ္ဓဇံဝင်စားနေတဲ့သူရူပအရူပဗြမာဖြစ်နေတဲ့သူနိရောဓသမပဝင်စားနေတဲ့သူဒီပုဂ္ဂိုလ်9မျိုးပဲဝင်လေထွက်လေမရှိတာကျန်တဲ့ဘုသူမှန်သမျှဝင်လေထွက်လေရှိတယ်ဒီတော့ဝင်လေထွက်လေတိမ်မွေ့သွားလို့မထင်ရှားတော့ဘူးဆိုရင်ငါသေးနေတဲ့သူလားပရိသန်နေနေတဲ့သူလား1999ခုဧပြီလ14ရက်တထုံမြို့ရွှေပါရမီတော်ရမြတ်စိန်ကျောင်း၌ပထမအကြိမ်မြောက်ဆင်ကျင်းပသည့်တတိပဋ္ဌာန်ဝိပဿနာ9ရက်တရားစခန်း၌ဟောကြားအပ်သောမြင့်မြတ်သူတို့ဤစံအိမ်တရားတော်မြင့်မြတ်သူတို့ဤစံအိမ်လို့အမည်ပေးထားတဲ့တရားတော်ရဲ့တတိယပိုင်းကိုဒီနေ့ဆက်ပြီးတော့ဟောကြားနာကြားရအောင်မဟောခင်မနာခင်မှာတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားရှင်ကိုထိုမြတ်စွာဘုရားရှင်ဤအရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှေးဥစွာရှိခိုးပူဇော်ကြရအောင်နှစ်ရက်တိုင်ပေးပြီးပြီဖြစ်လို့ရကြမယ်ထင်ပါတယ်ဒီတော့အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်တစ်မျိုးကိုတစ်ခေါက်စီနဲ့3မျိုးဆိုကြည့်ပါဦးအဲ့လို3ခုအတွဲလိုက်နောက်ထပ်2ခေါက်ထပ်ဆိုလိုက်ရအောင်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ကြွယ်ရာရ၌ပင်မြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်အဓိပ္ပာယ်ပေါင်းမြောက်များစွာရှိတဲ့အထက်ကပဋ္ဌာနာအကျဆုံးဖြစ်တဲ့ဒီ3ခုကိုတရင်တို့ထမေးလည်းပဲရအောင်
ပိုင်ပိုင်နိုင်နိုင်ကြီးမှတ်ဆွဲဆွဲမြဲမြဲကြီးမှတ်သားထားပြီးတော့နှလုံးသွင်းကြရမယ်။မနေ့ကပြောခဲ့သလိုပရိစိတ်တဝါဒနာပါတဲ့ပုဂ္ဂိုလ်ကပရိစိတ်နေရင်းနဲ့လေအခုပွားများခဲ့သလိုပါဠိရောမြန်မာလိုရောအဓိပ္ပာယ်ပါရှင်တွဲပြီးတော့ပရိစိတ်နိုင်တယ်။ပရိမပါဘဲနဲ့လည်းပဲအခုတရားထိုင်တယ်လို့ထိုင်ပြီးတော့ဥပမာ9မိနစ်ဖြင့်9မိနစ်10မိနစ်ဖြင့်10မိနစ်အချိန်သတ်မှတ်ပြီးတော့ပရိမပါဘဲနဲ့စိတ်ထဲကစိတ်သက်သက်နဲ့နှုတ်ကလည်းထုတ်မဆူဘဲနဲ့စိတ်သက်သက်နဲ့လည်းပဲပွားများလို့ရပါတယ်အဲ့ဒါကိုဗုဒ္ဓနုတ္တိကမ္မထံလို့ခေါ်ပါတယ်ဒီတော့ဗုဒ္ဓနုတ္တိကမ္မထံပွားများပြီးပြီဖြစ်တဲ့အတွက်ဟောနေကြဖြစ်တဲ့ဘာတရားတွေလဲမြင့်မြတ်သူတို့ဤစံအိဒီတရားကိုဆက်ပြီးတော့နားကြရအောင်လက်ဥချီထားတာချပြီးတော့တက်တာချမ်းသာသောဣရိယာပုနဲ့တက်တက်သားသားချမ်းချမ်းသာသာတရားနာယူကြပါလက်ဥချီထားတာကြားတော့ညောင်းသွားပြီးတော့တရားထဲမှာစိတ်မဝင်စားပဲဖြစ်တတ်တယ်မြင့်မြတ်သူတို့ဤစံအိမနေ့ကဒုတိယပိုင်းနောက်ဆုံးပိုင်းမှာဟောခဲ့တာကဝင်လေထွက်လေရှုမှတ်ရင်းနဲ့တိမ်မွေ့လာတဲ့အခါမှာဘယ်လိုဆင်ခြင်ရမလဲဆိုတဲ့အပိုင်းကိုရောက်ခဲ့တယ်။တရားနာပိဋကများယောဂီများပင်တိုင်းကမ္မထံဖြစ်နေဝင်လေထွက်လေကိုရှုမှတ်တဲ့အာနာပါနကမ္မထံကိုပွားများပြီးနေကြတယ်။ဒီဝင်လို့ရှိရင်လည်းနှာသီးဝသို့မဟုတ်အထက်နှုတ်ခမ်းမှာထိပြီးတော့ဝင်သွားမယ်။ထိတဲ့နေရာမှာတတိကတ်ထားပြီးတော့တနည်းအားဖြင့်စိတ်ကိုကတ်ထားပြီးတော့ဝင်တယ်လို့ရှုမှတ်ရပါတယ်။လေထွက်တဲ့အခါမှာလဲနှာသီးဝကိုထိပြီးတော့ထွက်သွားတယ်။ထိတဲ့နေရာမှာတတိကတ်စိတ်ကတ်ထားပြီးတော့ထွက်တယ်လို့ရှုမှတ်ရပါတယ်။ဝင်တယ်ထွက်တယ်ဆိုတဲ့စိတ်အဆူလေးကိုဖြည်းဖြည်းလေးလေးပွားများပြီးတော့အားထုတ်ရမယ်။ဖြည်းဖြည်းလေးလေးမှတ်ချက်ယူပြီးတော့အားထုတ်ရမယ်။ထိတိုင်းသိနေဖို့အဓိကပါပဲဝင်တယ်လို့မှတ်လိုက်ပြီးမဲ့တကယ်သိနေတာကတော့ထိနေတဲ့သဘောကိုသိရမယ်ထွက်တယ်လို့မှတ်လိုက်တဲ့အခါမှာလေထွက်တယ်လို့မှတ်ပြီးမဲ့သိနေရမှာကထိနေတဲ့သဘောကိုသိရမယ်သိတဲ့အခါမှာလည်းပဲဘယ်လိုသိရမလဲဆိုရင်ပထမတော့အကျဉ်းချင်းပဲသိမယ်နည်းနည်းတတိအာသမာဓိအားကောင်းလာပြီဆိုရင်ဝင်လေထွက်လေရဲ့အစအလယ်အဆုံး၃ချက်လုံးကိုသိရမယ်အစဆိုတာနှာသီးဝမှာ၄စဝင်လေဆိုလို့ရှိရင်လည်းနှာသီးဝမှာ၄စထိတာအလယ်ဆိုတာထိမှုလေးမဆုံးသေးပဲနဲ့အဆက်မပြတ်ထိနေတာအဆုံးဆိုတာဟာလေဆုံးသွားလို့ထိတာလေးရပ်သွားတာအဲ့ဒါကိုအစအလယ်ဆုံးလို့ခေါ်တယ်ထိတဲ့နေရာတနေရာတည်းမှာပဲအစအလယ်ဆုံးဆိုလိုတာကတော့စထိတဲ့နေရာအချိန်ကနေဆုံးတဲ့အချိန်ထိတစ်ဆက်တည်းသိနေရမယ်လို့ဆိုလိုပါတယ်။စအာထုတ်ခါစယောဂီတွေတော့တချို့အစသိမယ်အလယ်နဲ့အဆုံးမသိဘူးတချို့လည်းအလယ်သိမယ်အစနဲ့အဆုံးမသိလိုက်ဘူးတချို့လည်းအဆုံးသိတယ်အစနဲ့အလယ်ကိုမသိလိုက်ဘူးဒီလိုဖြစ်နေတတ်တယ်။တတိသမารိအကောင်းလာပြီဆိုရင်တော့အစအလယ်ဆုံး၃ချက်လုံးကိုသိအောင်အာထုတ်ကြရမယ်။ထိတိုင်းမိနေပြီဆိုရင်တော့အစလည်းဆုံး၃ချက်လုံးသိတော့တာပါပဲရှုမှန်ရင်နဲ့တိမ်မွေ့သွားပြီတတိအားကကောင်းလာပြီတမာရီအားကကောင်းလာပြီတတိတမာရီတွေရဲ့အရှိန်ကြောင့်မိမိရဲ့စိတ်စဉ်မှာလောဘဒေါသအစရှိတဲ့និဝရဏတရားတွေကိလေသာတရားတွေလျော့ပါလာပြီဆိုရင်ဝင်လေထွက်လေလေးကလည်းတိမ်မွေ့သွားတာပဲစိတ်ကြမ်းရင်ဝင်လေထွက်လေကြမ်းတယ်စိတ်နှုရင်ဝင်လေထွက်လေနှုဆိုကြပါစို့ဦးဇင်းတို့ရွှေပါရမီတော်ရတောင်ပေါ်ကိုဒီအောက်ကနေပြီးတော့တက်ကြတဲ့မျိုးသားမျိုးသမီးပုဂ္ဂိုလ်များဒီကနေတက်သွားတောင်ပေါ်လေးရောက်ရောလမ်းခရီးလျှောက်နေရတဲ့လျှောက်ခဲ့ရတဲ့ဓာတ်တောင်အတက်ကလေးကိုတက်ရတဲ့ဓာတ်ကြောင့်ခန္ဓာကိုယ်ကပင်ပန်းကြမ်းတမ်းပြီးတော့ချွေတွေထွက်မောပန်းပြီးတော့လေဝင်လေထွက်လေဟာပြင်းထန်ပြီးတော့နေတဲ့ငကိုကဘလောက်ပဲတိမ်မွေးတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကမူအဲ့ဒီလိုတောင်တက်ခရီးတစ်ခုကိုတက်လိုက်ပြီးဆိုရင်ဝင်လေထွက်လေတွေဟာကြမ်းတမ်းသွားတယ်ခန္ဓာကိုယ်မှာချွေးတွေယူစည်းပြီးတော့ခန္ဓာကိုယ်ပူလောင်လာတဲ့အတွက်ကြောင့်ဝင်လေထွက်လေကလည်းကြမ်းတမ်းသွားတယ်ကိုယ်နဲ့စိတ်ပူလောင်လို့ရှိရင်ဝင်လေထွက်လေလည်းကြမ်းတမ်းတယ်ထင်ရှားတယ်
နှာခေါင်းနဲ့မဆန့်အောင်ကိုဖြစ်သွားတယ်နှာခေါင်းနဲ့မဆန့်တော့ပါးစပ်ဟပြီးတော့ကိုရှူရတော့တာပဲဝင်လေထွက်လေတွေကတောင်ပေါ်ရောက်စမ်းရည်လေးခဏတောက်စမ်းရည်လေးတောက်တော့အပန်းပြေပြောက်သစ်ပင်လေးအောက်မှာလေးတဖြူးဖြူးနဲ့ခဏလေးနားလိုက်ပြီးတယ်ဆိုရင်ပဲခန္ဓာကိုယ်လည်းအေးသွားတယ်စိတ်ကလေးလည်းအေးသွားတယ်ကိုယ်ရောစိတ်ရောအေးသွားတဲ့အတွက်ကြောင့်ဝင်လေထွက်လေကလည်းပြန်ပြီးတော့သိမ်မွေ့သွားတယ်အဲ့ဒီလိုပါပဲထိုင်ပြီးတော့တရားအထုတ်တဲ့အခါမှာလည်းပဲပထမကိုယ်နဲ့စိတ်ပူလောင်နေလို့ရှိရင်ဝင်လေထွက်လေဟာကြမ်းတမ်းမယ်ထင်ရှားမယ်ရှုမှတ်ရင်နဲ့ကိလေသာတရားလေးတွေလောဘဒေါသတွေတစ်ချက်မှတစ်ချက်ရော့တစ်ချက်မှတစ်ချက်ရော့လောဘဒေါသအဆိုင်ခဲတွေတစ်ချက်မှတစ်ချက်ကွာကြတစ်ချက်မှတစ်ချက်ကွာကြနဲ့ကွာကြသွားတော့ကိလေသာတွေကမှတ်ရင်နဲ့တဖြည်းဖြည်းနည်းသွားတယ်အဲ့ဒီတော့စိတ်တွေလည်းအေးချမ်းပြီးတော့လာတယ်စိတ်တွေအေးလာတော့ဝင်လေထွက်လေကလည်းသိမ်မွေ့သွားတယ်ဘယ်လောက်ထိသိမ်မွေ့သွားလဲဆိုရင်ဝင်လေထွက်လေမထင်ရှားတော့ဘူးဝင်လေထွက်လေမရှိတော့ဘူးလို့ကိုဒီလိုထင်မိသွားတယ်ဝင်လေထွက်လေပျောက်သွားပြီမနေ့ကယောဂီတယောက်ဆိုလဲဒီလိုပဲရှောက်တော့ပေါ့တပည့်တော်ဝင်လေမရှိတော့ဘူးဒကမကြီးဝင်လေမရှိရင်ဒကမကြီးသိသွားမှာပေါ့လို့ဒီလိုပြောလိုက်ရဒီတော့ရှုမှတ်နေရင်နဲ့ဝင်လေထွက်လေသိမ်မွေ့သွားပြီဆိုရင်နေကထိုင်လေးခောက်ပြီးတော့ခင်းလေးခောက်ပြီးတော့နေရာကနေထမသွားရဘူးတဲ့အဲ့ဒီလိုဝင်လေထွက်လေမထင်ရှားလို့မှတ်ရတာလည်းမကောင်းတော့ပါဘူးဘာမှလည်းအာယုန်ထဲမှာမထင်ရှားတော့ဘူးဆိုပြီးတော့နေရာကထသွားလို့ရှိကမ္မထမ်းဟာအသစ်ကြီးပဲဖြစ်နေတယ်ရှေ့မတိုးတက်တော့ဘဲနဲ့အစကကြီးပဲပြန်စနေရတတ်တယ်ဒါကြောင့်နေရာကနေထမသွားဘဲနဲ့ယထာနိသိဏေနေဝဒေတာတောအာဟရိတဗံယထာနိသိဏေနေဝထမသွားဘဲနဲ့ထိုင်နေမြဲထိုင်လျက်သာလျင်ဒေတာတောပဂတိဝင်ထွက်နေကြထိနေရအယမအာဟရိတဗံကောင်းစွာမသွေဆောင်ယူသင်လာပါပေတည်းဝင်လေထွက်လေမထင်ရှားတော့ဘူးဆိုရင်နေရာကနေထမသွားပဲနဲ့ဒေသတော်ပုံမှန်ဝင်ထွက်နေကြနေရာအရက်ကနေပဲနှလုံးသွင်းယူရမယ်တခြားနေရာတွေကနေရွှေ့ပြီးတော့မယူရဘူးဒီတော့ဝင်လေထွက်လေမှတ်တဲ့နေရာမှာယောဂီများနှလုံးသွင်းရမယ်ဥပမာလေးတစ်ခုတော့ပြောခြင်းသေးတယ်တကားဆောင်ဥပမာထားပြီးတော့ကျင့်သုံးရမယ်ဘာဥပမာလဲတကားဆောင်ဥပမာမြို့တကားတစ်ခုမှာစောင့်ရှောက်နေတဲ့တကားဆောင်ဟာမြို့အပြင်မှာထွက်သွားနေတဲ့လူတွေနောက်လိုက်ပြီးတော့မင်းနာမည်ဘယ်လိုခေါ်လဲဘယ်သွားမလို့လဲမင်းလက်ထဲကပစ္စည်းကဘာလဲဒီလိုလိုက်မင်းနေဖို့မလိုဘူးမြို့အတွင်းထဲဝင်ပြီးတော့မြို့ထဲမှာနေနေတဲ့လူတွေစီသွားပြီးတော့လဲမင်းနာမည်ဘယ်လိုခေါ်လဲဘာလို့နေတာလဲမင်းလက်ထဲကပစ္စည်းကဘာလဲစသည်အားဖြင့်မြို့ထဲမှာနေတဲ့လူကိုလည်းပဲလိုက်ပြီးတော့စစ်ဆေးနေကြမလိုဘူးမြို့တကားဝဒိဋ္ဌဝတဏှာတွေကနေစောင့်ပြီးတော့အပြင်ကဝင်လာတဲ့လူကိုလည်းပဲနာမည်ဘယ်လိုခေါ်လဲမှတ်ပုံတင်ပြပါဘာလို့လဲစသည်အားဖြင့်ဒုက္ခနာကိုမှာမြို့တွင်းမှာအန္တရာယ်ဖြစ်စေမဲ့လက်နဲ့အစရှိတဲ့အရာဝတ္ထုတွေပါလာသလားဒါကိုမြို့အဝင်ဂိတ်ဝကနေပဲစစ်ဆေးရမြို့ထဲကနေအပြင်ထွက်မဲ့သူကိုလည်းဒီတိုင်းပဲဂိတ်ဝကနေပဲမြို့ထဲကနေအပြင်ကိုထုတ်ယူမသွားတဲ့ယရဏပစ္စည်းစားတဲ့အရာတွေပါသလားဘာလို့ဖို့လဲနာမည်ဘယ်လိုခေါ်လဲမှတ်ပုံတင်ကဘာလဲစသည်အားဖြင့်မြို့ထဲကနေအပြင်ထွက်မဲ့သူကိုလည်းပဲမြို့တကားဝတဏှာတွေကနေပဲစောင့်ပြီးတော့စစ်ဆေးယူရတယ်တကားဆောင်ရဲ့တာဝန်သည်မြို့အပြင်မှာရှိတဲ့လူတွေနောက်ကိုလိုက်ပြီးစစ်ဆေးဖို့လည်းတာဝန်မရှိဘူးမြို့အတွင်းမှာရှိတဲ့လူတွေနောက်ကိုလိုက်ပြီးတော့စစ်ဆေးဖို့လည်းတာဝန်မရှိဘူးဂိတ်ဝရောက်လာတိုင်းသောလူတွေကိုပဲစစ်ဆေးရမယ့်တာဝန်ရှိတယ်အဲ့ဒီလိုပါပဲဝင်လေထွက်လေရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်ဟာလည်းပဲအပြင်ထွက်သွားတဲ့လေနောက်လည်းလိုက်ပြီးတော့စစ်ဆေးနေစရာမလိုဘူးနှာခေါင်းအတွင်းနဲ့ဝင်သွားတဲ့လေရဲ့နောက်ကိုလိုက်ပြီးတော့လည်းပဲစစ်ဆေးရှုမှတ်နေစရာမလိုဘူးနှာသီးဝထိနေတဲ့နေရာတနေရာသို့မဟုတ်အထက်နှုတ်ခမ်းထိနေတဲ့နေရာတနေရာထဲမှာပဲစိတ်ကိုကတ်ထားပြီးတော့စစ်ဆေးရမယ်
ဝင်လေထွက်လေရဲ့သဘောဟာဘယ်လိုရှိလဲဆိုတာစိတ်ဝင်တစားနဲ့စူးစမ်းစစ်ဆေးရမယ်ဒီတော့ဝင်လေထွက်လေကတိမ်မွေ့သွားလို့မထင်ရှားတော့ဘူးလုံးဝမရှိတော့ဘူးလို့ထင်တဲ့အချိန်မှာဆင်ခြင်လိုက်ရမယ်လောကမှာဝင်လေထွက်လေမရှိတဲ့သူဆိုတာပုဂ္ဂိုလ်9ဦးပဲရှိတယ်1အမိဝမ်းထဲမှာပဋိသန္ဓေနေနေတဲ့သူ2သေဆုံးနေတဲ့သူ3ရင်နစ်နေတဲ့သူ4မေ့မျောနေတဲ့သူ5ရူပအရူပဗြဟ္မာဖြစ်နေတဲ့သူ6သရုတ်ထဇံဝင်စားနေတဲ့သူ9និရောဓသမပဝင်စားနေတဲ့သူလို့ဝင်လေထွက်လေမရှိတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်လဲ9ယောက်လောကမှာဝင်လေထွက်လေမရှိတာဒီပုဂ္ဂိုလ်9ယောက်ပဲဒီတော့ကိုယ့်ကိုယ်ပြန်စစ်ကြည့်ငါဟာအမိဝမ်းထဲမှာပဋိသန္ဓေနေနေတဲ့လူလားမဟုတ်ဘူးသေနေတဲ့သူလားမဟုတ်ဘူးမိမျောနေတဲ့သူလားမဟုတ်ဘူးရင်နစ်နေတဲ့သူလားမဟုတ်သေးဘူးဗြဟ္မာကြီးလားမဟုတ်သေးဘူးသရုတ်ထဇံဝင်စားနေတာလားမဟုတ်သေးဘူးនិရောဓသမပဝင်စားနေတာလားမဟုတ်သေးဘူးဒီ9ချက်ထဲကတစ်ချက်နဲ့မှမညီဘူးဆိုတော့ငါမှဝင်လေထွက်လေရှိကိုရှိတယ်ငါရဲ့တတိတမာတိဉာဏ်အားကတိမ်မွေ့တဲ့ဝင်လေထွက်လေကိုသိစွမ်းနိုင်လောက်အောင်အာမပြည့်သေးလို့သာမသိတာပဲလို့အဲ့ဒီလိုနှလုံးသွင်းပြီးတော့ဝင်လေထွက်လေကိုခါတိုင်းထိနေကြနာသီဝတနေရာတဲကနေပဲစောင့်ပြီးတော့ဖမ်းရမယ်နူးညံ့တဲ့ပစိုးလေးကိုချုပ်တော့မယ်ဆိုရင်အက်ကလေးကလည်းသိမ်မွေ့ရမယ်အက်ကိုထွင်းတဲ့စူးကလေးကလည်းပို့ပြီးတော့သိမ်မွေ့ရမယ်အဲ့ဒီလိုပဲသိမ်မွေ့တဲ့ဝင်လေထွက်လေကိုသိနိုင်ဖို့အတွက်တတိဆိုတဲ့အက်ကလေးကလည်းသိမ်မွေ့ချက်မြက်နေရမယ်အနဖာထွင်းစူးနဲ့တူတဲ့တတိနဲ့ရှင်နဲ့ဉာဏ်ပညာကလည်းပဲသိမ်မွေ့ချက်မြက်ပြီးတော့နေရမယ်ဒီတော့ဝင်လေထွက်လေသိမ်မွေ့သွားတာဟာတကယ်တော့ငါရဲ့ကိုယ်စိတ်နှစ်ပါးမှာကိလေသာအပူလောင်နေကင်းသွားလို့တိမ်မွေ့သွားတာပဲတတိတမာတိဉာဏ်အားရင့်လာလို့တိမ်မွေ့သွားတာပဲဒီတိမ်မွေ့နေတဲ့ဝင်လေထွက်လေကိုသိနိုင်လောက်အောင်တတိတမာတိကိုထပ်ပြီးတော့မြင့်ရအောင်ပဲဆိုပြီးတော့ထိနေကြနေရာကနေပဲစောင့်ပြီးတော့ဖမ်းပါအဲ့ဒီလိုစောင့်ဖမ်းရင်နဲ့ဝင်လေထွက်လေဟာထင်ရှားလာပါလိမ့်မယ်ဒီတော့ထိတာကိုမိဖို့အမတန်အရေးကြီးပါတယ်ထိတာကိုမိမှပဲသိနိုင်ပါတယ်ကာယံလေးတွေနဲ့နော်ထိခြင်းရဲ့မိခြင်းရဲ့သိခြင်းရဲ့ဒါကြောင့်ထိတာကိုမိလာရင်သိပါလိမ့်မယ်လို့ကာယံလေးနဲ့မှတ်သားလို့ရတာပေါ့ဆောင်းပုတ်တော့မဟုတ်ဘူးစကားပြေဆောင်းပုတ်လို့တော့ဆိုနိုင်တယ်ဆိုကြည့်ရအောင်ထိတာကိုမိလာရင်သိပါလိမ့်မယ်ထိတာကိုမိလာရင်သိပါလိမ့်မယ်ထိတာကိုမိလာရင်တော့သိတော့မှာပဲမိဆိုတာဟာထိတိုင်းထိတဲ့သဘောလေးကိုအာယုံမှမိမိရဲ့စိတ်စဉ်မှာထင်ရှားပြီးတော့နေတာကိုပြောတာပါပဲကြမ်းကြမ်းတမ်းထိနေရင်လည်းကြမ်းကြမ်းတမ်းထိတာကိုသိမိနေရမယ်တိမ်တိမ်မွေ့မွေ့လေးထိသွားရင်လည်းတိမ်တိမ်မွေ့မွေ့ထိနေတာကိုမိနေရမယ်ထိတာကိုမမိရင်တော့မသိနိုင်တော့ဘူးထိတာကိုမိရင်သိမယ်ဘာတွေသိမှလဲထိတိုင်းမိနေပြီဆိုရင်ရုပ်နဲ့နာမ်ရဲ့သဘောကိုပထမဆုံးသိမယ်ထိနေတဲ့သဘောလေးကရုပ်တရားထိတာကိုသိနေတာကနာမ်တရားထင်ထင်ရှားရှားဉာဏ်ထဲမှာကွဲပြားသွားတာပဲထိဆိုတဲ့နေရာမှာထိတာလေးကိုသိတာနဲ့တပြိုင်နက်တည်းဓာတ်ကြီးလေးပါးရဲ့သဘောလေးထင်ရှားသွားတာပါပဲသို့တော့ထိဆိုတဲ့နေရာမှာအဓိကအဖြစ်တော့ဓာတ်၃ပါးထင်ရှားပါတယ်ဓာတ်ကြီးလေးပါးဆိုတာကပထဝီအာဘောတေဇောဝါယောအစဉ်လေးလဲကြပါစီပေါ့နော်ပထဝီဆိုတာမာတဲ့သဘောပျော့တဲ့သဘောကြမ်းတဲ့သဘောချောတဲ့သဘောလေးတဲ့သဘောပေါ့တဲ့သဘောမာပြော့ကြမ်းချောလေးပေါ့အဲ့ဒီသဘော6မျိုးကိုပထဝီဓာတ်လို့ခေါ်တယ်အာဘောဆိုတာကတော့ဖွဲ့စည်းတဲ့သဘောယူစည်းတဲ့သဘောပါပဲတေဇောဆိုတာကပူတဲ့သဘောအေးတဲ့သဘောနှွေးတဲ့သဘောဝါယောဆိုတာကတောင့်တင်းတဲ့သဘောရွေ့ရှားတဲ့သဘောထောက်ခံတဲ့သဘော
အဲ့ဒီလိုဓာတ်ကြီးလေးပါးရဲ့သဘောလေးတွေရှိတယ်ထိတဲ့သဘောကိုသိလာပြီဆိုရင်ထိတဲ့နေရာမှာထိတဲ့သဘောလေးကိုတတိကမိလာပြီဆိုရင်မိတိုင်းမာနေတဲ့သဘောလေးပျော့နေတဲ့သဘောလေးကြမ်းနေတဲ့သဘောလေးချောနေတဲ့သဘောလေးလေးတဲ့သဘောပေါ့တဲ့သဘောဒီသဘောလေးတွေလည်းတွဲပြီးတော့သိလာတာပဲဒါပထဝီဓာတ်ကိုသိသွားတာထိတယ်ဆိုတာဖုထဘယုတ်ဆိုတာအာဘောဓာတ်မပါဘူးတေဇောဒါကတော့ပို့ပြီးတော့ထင်ရှားတယ်လေဝင်သွားလို့ရှိရင်အေးတဲ့သဘောပို့ထင်ရှားမယ်ထွက်သွားလို့ရှိရင်နှွေးတဲ့သဘောသို့မဟုတ်ပူတဲ့သဘောလေးပို့ထင်ရှားမယ်ဒါတေဇောဓာတ်ကိုသိသွားတာပဲမှတ်တာကတော့ဝင်နေထွက်တယ်ပဲမှတ်နေရဘာယောဆိုတာကတော့ထူးပြောစရာကိုမလိုတော့တွန်းတိုက်ပြီးတော့ဝင်သွားတာကျုံကန်သွားတာလှုပ်ရှားသွားတာရွေ့ရှားသွားတာဒါတွေဟာဝါယောဓာတ်ရဲ့သဘောပါပဲကိုကဒါကိုပထဝီပဲဒါကိုအာဘောပဲဒါကိုတေဇောပဲဒါကိုဝါယောပဲလို့နာမည်မတက်လို့သာရှိမယ်ဝင်နေထွက်တယ်လို့ထိတိုင်းမိနေပြီဆိုရင်တော့ဒီသဘော၃မျိုးကိုသိသွားတာပါပဲထိတယ်ဆိုတော့ထိတာကိုထိတဲ့ရုပ်ကလေးကိုပါဠိလိုဖုထဘယုတ်လို့ခေါ်တယ်ဘာယုတ်လို့ခေါ်လဲဖုထဘယုတ်အာယုန်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ရူပယုံတတ္တယုံကန္တာယုံရတယုံဖုထဘယုံဓမ္မယုံဆိုပြီးတော့အာယုန်6မျိုးရှိတဲ့အထဲမှာဖုထဘယုံလို့ခေါ်တယ်ဖုထဘယုံဆိုတာအာဘောဓာတုဝိဝိဇိတံဘူတတ္တယသင်္ခါတံဖုထဗံဆိုတဲ့အတိုင်းအာဘောဓာတ်ကျင်ထားတဲ့အာဘောဓာတ်မပါတဲ့ပထဝီတေဇောဝါယောဓာတ်၃မျိုးကိုဖုထဘယုံလို့ခေါ်တယ်သို့တော်လည်းအာဘောကတော့ပါနေတာပါပဲသူ့ကြီးတက်သိပြီးတော့မထင်ရှားဘူးပထဝီမာတယ်လို့သိနိုင်တာလဲအာဘောဓာတ်ကလေးရဲ့ဖွဲ့စည်းမှုလေးပါလို့သိတာပါပဲတေဇောရဲ့ပူတဲ့အေးတဲ့သဘောသိတာလဲအာဘောဓာတ်ရဲ့ဖွဲ့စည်းမှုသဘောလေးပါလို့သိတာပဲဝါယောရဲ့လှုပ်ရှားမှုတွေကိုသိတာလဲအာဘောဓာတ်ရဲ့ဖွဲ့စည်းထားမှုသဘောလေးပါလို့ပါပဲဒီတော့ပထဝီတေဇောဝါယောလို့ဓာတ်ကြီး၃ပါးရဲ့သဘောကိုသိပြီးဆိုရင်အာဘောဓာတ်ကလည်းအလိုလိုသိခြင်းကိစ္စတော့ပြီးသားပါပဲဒီတော့ပထဝီတေဇောဝါယောဓာတ်၃မျိုးရဲ့အဓိပ္ပာယ်ကိုဓာတ်၃မျိုးရဲ့သဘောကိုသိဖို့ပို့ပြီးတော့အရေးကြီးတယ်၃မျိုးသိတယ်ဆိုရင်၄မျိုးသိတယ်လို့လည်းဆိုနိုင်တာပါပဲဒီတော့ဓာတ်ကြီး၄ပါးရဲ့သဘောကိုသိပြီးဆိုရင်တခြားသောရုပ်တရားတွေရဲ့သဘောကလည်းပဲအလိုလိုသိပြီးသားဖြစ်သွားတာပါပဲသမင်းဟင်းစားပြီဆိုလို့ရှိရင်ဒီနေ့ဘာဟင်းချက်လဲကြက်သားဟင်းချက်တယ်သဘာဝယောဂီတွေအတွက်ဆိုရင်နောက်နေ့ဘာဟင်းလဲဒီနေ့တော့ငါးဟင်းနောက်နေ့တော့စိတ်သားဟင်းစသည်အဖြစ်ပဓာနကြတဲ့အကြီးကျယ်ဆုံးထင်ရှားတဲ့ဟင်းကိုပဲခေါင်းတက်ပြီးတော့ပြောလိုက်တာကြက်သားဟင်းလို့ပြောလိုက်ပြီးမဲ့တကယ်စားရတော့ကြက်သားဟင်းတစ်မျိုးတည်းဟုတ်ရဲ့လားငပိကြီးလေးလည်းပါမယ်တို့စရာလေးလည်းပါမယ်ချင်းဟင်းလေးလည်းပါမယ်အရွက်ကြော်လေးလည်းပါမယ်စသည်အဖြစ်ချမ်းရံဟင်းလေးတွေအများကြီးပါသေးတယ်အဲ့ဒီလိုပါပဲဓာတ်ကြီးလေးပါးရဲ့သဘောကိုသိသွားတယ်လို့ဆိုရင်ကြံတဲ့ဓာတ်ကြီးလေးပါးရဲ့ဓာတ်ကြီးလေးပါးကိုမှီပြီးတော့ဖြစ်တဲ့တခြားရုပ်တွေလည်းသိသွားတာပါပဲအဲ့တော့ထိတိုင်းမိရင်တော့အဲ့ဒီသဘောတွေသိလာမယ်အခြေခံအဖြစ်ထိတာကရုပ်တရားသိတာကနံတရားရုပ်နဲ့နံကတော့အခြေခံအဖြစ်တော့ဒီနေ့လောက်ဆိုရင်သဘောပေါက်နေကြပါပြီဒါပေမဲ့တကယ်ရှုတဲ့အခါမှာတော့ထိတာကရုပ်သိတာကနံနဲ့ဒီလိုသင်ကျင်နေကြတော့မလိုပါဘူးနော်ဝင်နေထွက်တယ်လို့ရှုမှတ်နေရုံနဲ့အဲ့ဒီသဘောတွေကဝင်နေထိတဲ့သဘောမှာခိုင်မြဲကြီးမိလာပြီဆိုရင်အဲ့ဒီသဘောကအလိုလိုသိလာတော့တာပဲတခြားစီထိတဲ့သဘောကတခြားထိတာကိုသိနေတာလေးကတခြားစီကွဲပြီးတော့လာတာပဲပူနေတာလေးကတခြားပူတာကိုသိနေတာလေးကတခြားပူတဲ့ထဲမှာလည်းငါမပါဘူးသိနေတဲ့သဘောထဲမှာလည်းငါမပါဘူးထိတဲ့သဘောနဲ့သိတဲ့သဘောလေးဒီသဘော2မျိုးပဲအစုံလိုက်ဆက်ကဖြစ်ပြနေတာပဲဆိုတာကိုဉာဏ်ထဲမှာထင်ရှားလာတော့ငါဆိုတဲ့သဘောလည်းပြောက်သွားတယ်ပုဂ္ဂိုလ်တ attva သူငါတစ်ပါးယောက်ျားမိန်းမဆိုတဲ့အစွဲတွေလည်းပြောက်သွားတယ်အဲ့ဒီလိုနဲ့တဖြည်းဖြည်းနဲ့တတိသမารိဉာဏ်ကြီးရင့်တန်လာပြီဆိုရင်အကြောင်းနဲ့အကျိုးကိုပါခွဲခြားပြီးတော့သိလာတယ်ထိတဲ့သဘောလေးရှိလို့ထိတာကိုသိတဲ့နံတရားလေးဖြစ်နေတာပါလားရှူခြင်းနဲ့စိတ်ကလေးရှိလို့ရှူရတာပါလားစိုက်ခြင်းနဲ့စိတ်ကလေးရှိလို့စိုက်ရတာပါလားစိုက်တယ်ဆိုတာထုတ်လိုက်တာကိုပြောတာပါပဲဒီတော့ဝင်လေရှူခြင်းနဲ့စိတ်ကလေးရှိလို့ဝင်လေဖြစ်လာတယ်ထွက်လေစိုက်ခြင်းနဲ့စိတ်ကလေးဖြစ်လို့ထွက်လေဖြစ်လာတယ်စ
စိတ်ကအကြောင်းတရားဖြစ်သွားတယ်ဝင်လေထွက်လေကအကျိုးတရားဖြစ်သွားတယ်အကြောင်းအကျိုးဆိုတာတရားတစ်ခါမှယုတ်ကအကြောင်းဖြစ်လိုက်စိတ်ကအကျိုးဖြစ်လိုက်တရားတစ်ခါကျတော့စိတ်ကအကြောင်းဖြစ်လိုက်ယုတ်ကအကျိုးဖြစ်လိုက်ဒီလိုသွားနေကြတပည့်သမားရဲ့ဖားဖို့ကြီးတရားနာပိဋကများမြင်မှုကြလားဒီတထုံကတော့မြင်မှုကြမှာပါဖို့ထိုးတဲ့သူများတာဆိုတော့နော်အဲ့တော့ဖားဖို့ကြီးနဲ့ဖို့ထိုးတော့မယ်ဆိုတော့ဖားဖို့ကြီးရဲ့ခန္ဓာကိုယ်ရည်ကြီးလည်းရှိရမယ်လေအိတ်ကြီးပေါ့တခါနှုတ်သီးပြောင်းလေးလည်းရှိရမယ်ဆွဲတဲ့ပုဂ္ဂိုလ်ရဲ့ဆွဲခြင်းဆိုတဲ့အာထုံမှုလေးလည်းရှိရမယ်အကြောင်းဘယ်နှချက်လဲ၃ချက်ဖားဖို့ရဲ့ကိုယ်ရည်ကြီးရဲ့နှုတ်သီးပြောင်းရဲ့ဆွဲမှုရဲ့ဒီ၃ချက်ရှိမှလေတွေထွက်ပြီးတော့မိတောက်တယ်အဲ့ဒီလိုပဲဟောဒီခန္ဓာကိုယ်ရည်ကြီးရဲ့နှာသီးဝဆိုနှာသီးဝရဲ့တနည်းအားဖြင့်ပြောရင်တော့နှာခေါင်းရဲ့ပေါ့ခန္ဓာကိုယ်ရဲ့နှာခေါင်းရဲ့စိတ်ရဲ့အကြောင်းဘယ်နှပါလဲ၃ပါးခန္ဓာကိုယ်ရဲ့နှာခေါင်းရဲ့စိတ်ရဲ့ဒီအကြောင်း၃ပါးရှိလို့သာဝင်လေထွက်လေတွေဖြစ်နေတာပဲအဲ့ဒီလိုအဖြစ်လည်းပဲအကြောင်းတရားကိုရှုမှတ်နေရင်ရှုမှတ်နေရင်နဲ့သဘောပေါက်သွားတာပါပဲဖြစ်ခြင်းရဲ့ဝင်လေထွက်လေဖြစ်ခြင်းရဲ့အကြောင်းတရားကိုလည်းသဘောပေါက်သွားတယ်ဝင်လေထွက်လေတွေဖြစ်နေတာကိုလည်းသဘောပေါက်သွားတယ်ဟောဒီခန္ဓာကိုယ်ရဲ့နှာခေါင်းရဲ့ရှုခြင်းဆက်ခြင်းနဲ့စိတ်ကလေးရဲ့ဒီ၃မျိုးသာမရှိဘူးဆိုရင်လည်းဝင်လေထွက်လေဆိုတာရှိမှမဟုတ်တော့ဘူးလို့ဝင်လေထွက်လေချုပ်ခြင်းရဲ့အကြောင်းတရားကိုလည်းသိသွားတယ်ရှုမှတ်လိုက်တိုင်းရှုမှတ်လိုက်တိုင်းအကျဉ်းပြဖြင့်ပြောရမယ်ဆိုရင်ဝင်လေဆုံးသွားတဲ့အခါမှာထွက်လေပြန်ဖြစ်လာပြီဆိုတော့ဝင်လေကချုပ်ပြောက်သွားပြီထွက်လေပြန်ဖြစ်လာပြီထွက်လေဆုံးသွားပြန်တော့လေဝင်လေပြန်ဖြစ်လာပြီခုနထွက်လေကချုပ်သွားပြန်ပြီဝင်လေချုပ်သွားပြန်လိုက်ထွက်လေပြန်ဖြစ်လာလိုက်ထွက်လေချုပ်သွားလိုက်ဝင်လေပြန်ဖြစ်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပျက်စီးနေတဲ့သဘောကိုလည်းပဲမြင်လာတယ်ဒီတဲ့ပို့ပြီးတော့သိစိတ်မဲဆိုရင်တော့ဝင်နေတဲ့တစ်ချိန်တည်းမှာကိုပဲဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်အဆင့်ဆင့်မှာပဲခုနအစလည်းဆုံးလို့ပြောထားတဲ့အထဲမှာဝင်လေစထီတော့အစဆုံးသွားတော့အဆုံးအစနဲ့အဆုံးနှစ်ခုမြင်နေဆိုရင်ကိုပဲဝင်လေတစ်ခုထဲမှာဖြစ်တာပြက်တာနှစ်ကြိမ်မြင်နေပြီဝင်လေမဆုံးခင်မှာဇက်တိုက်မဆုံးမချင်းတောက်လျှောက်ပုတ်တိုက်ပြီးတော့ထိနေတဲ့သဘောကိုသိနေရင်လည်းပဲမဆုံးမချင်းတစ်ခုပြက်လိုက်တစ်ခုဖြစ်လိုက်တစ်ခုပြက်လိုက်တစ်ခုဖြစ်လိုက်နဲ့အဆင့်ဆင့်10ချက်15ချက်အချက်20တတိသမารိယညာအားကောင်းလာပြီဆိုရင်အဲ့ဒီလိုမြင်လာတယ်ဝင်လေတစ်ခုထဲမှာကိုပဲအကျိန်ပေါင်းများစွာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ထွက်လေမှလည်းဒီတိုင်းပဲစထွက်ခါစားကနေဆုံးတဲ့အထိဖြစ်တာပြက်တာမြင်နေဒီတဲ့ညာအားကောင်းလာတော့ပုတ်တိုက်ပြီးတော့ထိနေတဲ့တစ်လျှောက်လုံးမှလည်းပဲဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ကြိမ်ကြိမ်ကြောင်းလဲနေတာကိုမြင်လာတယ်အဲ့ဒီတော့ဝင်လေထွက်လေရဲ့ချုပ်ကြောင်းတရားခုန၃ချက်မရှိခြင်းဆိုတဲ့ချုပ်ကြောင်းတရားကိုလည်းမြင်လာတယ်ချုပ်သွားတဲ့သဘောကိုလည်းမြင်လာတယ်အဲ့ဒီလိုအဖြစ်မိမိရဲ့ဉာဏ်ဤဟာအစဉ်စဉ်တက်ပြီးတော့သိသွားတာပါပဲဘယ်လိုဖြစ်မှသိလဲဆိုတော့ထိတိုင်းမိမှသိတယ်နော်ထိတော့ထိနေတယ်ထိတာကိုမမိရင်တော့သိပါမလားမသိဘူးဒါကြောင့်ရိုးရိုးရှင်းရှင်းလေးထိတာကိုမိလိုက်ရင်သိပါလိမ့်မယ်လို့မှတ်ထားရမယ်။ဆောင်းပုံလေးနဲ့မှမှတ်ချင်သပဆိုရင်တော့လဲဆိုကြည့်ပေါ့။ထိတိုင်းမိတော့သိတာပေါ့။သွားရောနိဗ္ဗာန်ပြီ။ထိတိုင်းမိတော့သိတာပေါ့။သွားရောနိဗ္ဗာန်ပြီ။ထိတိုင်းမိပြီဆိုရင်တော့သိနိုင်တယ်။အခုပြောခဲ့တာကတော့ရုပ်ပိုင်းဆိုင်ရာကာယ ानु ပဒနာအပိုင်းပဲဝင်လေထွက်လေရဲ့ထိတဲ့သဘောမှရှိတဲ့ဓာတ်သဘောတွေအဲ့ဒီဝေဒနာအဲ့ဒီကာယ ानु ပဒနာအပိုင်းကနေပြီးတော့ဝင်လေထွက်လေဆိုတဲ့အာနာပါနကမ္မထံတစ်ခုတည်းကနေပဲဝေဒနာ ानु ပဒနာကိုတက်သွားလို့ရတယ်ဝင်လေထွက်လေကတိမ်မွေ့သွားပြီဆိုရင်အဲ့ဒီလိုဝင်လေထွက်လေမထင်ရှားပဲဖြစ်နေတဲ့အချိန်မှာကိုယ်စိတ်ကိုပြန်ကြည့်လိုက်စိတ်ထဲမှာငြိမ်အေးပြီးတော့နေလိမ့်မယ်တိမ်မွေ့ပြီးတော့နေလိမ့်မယ်ပီတိတွေဖြစ်ပြီးတော့နေလိမ့်မယ်ဝမ်းမြောက်တဲ့သဘောလေးတွေနှစ်သက်နေတဲ့သဘောလေးတွေဒီကိုယ်လုံးဖြူဖြူချင်းချင်းနဲ့
နေလို့ထိုင်လို့ကောင်းနေတဲ့သဘောလေးတွေရှိမယ်စိတ်မှလည်းပဲတိမ်မွေ့နူးညံ့ပြီးတော့နေမယ်ခန္ဓာကိုယ်ကိုပြန်ကြည့်လိုက်ပြန်တော့လဲနာသီဝလေထီးတဲ့နေရာနဲ့တကွအာကောင်တစ်လျှောက်လေချောင်းတစ်လျှောက်မျက်နှာတစ်ခုလုံးခန္ဓာကိုယ်တစ်ခုလုံးငြိမ်အေးပြီးတော့တိမ်မွေ့ပြီးတော့နူးညံ့ပြီးတော့အဲ့ဒီလိုဖြစ်နေတတ်ပါတယ်ကာယလဟုတာစိတ်တလဟုတာခန္ဓာကိုယ်ကလည်းပေါ့ပါစိတ်ကလေးကလည်းပေါ့ပါကာယမုဒုတာစိတ်တမုဒုတာကိုယ်ကလည်းနူးညံ့စိတ်ကလည်းနူးညံ့ကာယကံမညတာစိတ်တကံမညတာကိုယ်ကလည်းအစဉ်သင့်ဖြစ်နေတယ်စိတ်ကလေးကလည်းအစဉ်သင့်ဖြစ်နေတယ်အစဉ်သင့်ဖြစ်နေတယ်ဆိုတာမဲ့ညာဖုန်ညာနိဗ္ဗာန်ကိုရဖို့အတွက်အစဉ်သင့်ဖြစ်နေတယ်ဆိုတဲ့သဘောလေးပါပဲအဲ့ဒီလိုအဖြစ်ကိုယ်ရောစိတ်ပါနူးညံ့ပေါ်ပါတိမ်မွေးပြီးတော့တည်တည်ငြိမ်ငြိမ်ရင်းရင်ကြက်ကြက်နဲ့ဖြစ်နေတာကိုတွေ့ရလိမ့်မယ်အဲ့ဒီခါမှာဘာထင်ရှားလဲဆိုရင်ဝေဒနာတွေတဲကဒုက္ခဝေဒနာထင်ရှားနေတယ်။ဘာဝေဒနာလဲ။ပီတိတွေဖြစ်လာတယ်ဆိုတာဟာဒုက္ခဝေဒနာရဲ့သဘောပါပဲ။ဒါကြောင့်ဝင်လေထွက်လေကိုမထင်ရှားတော့လို့သိမ်မွေ့သွားပြီဆိုရင်ကာယ ानु ပဒနာအပိုင်းရပ်ထားလိုက်ပြီးတော့ဝေဒနာ ानु ပဒနာဘက်ကိုကူးလိုက်တော့တကောလုံးသိမ်မွေ့နေတာကိုလည်းသိမ်မွေ့တယ်လို့သိနေချမ်းသာတယ်ငြိမ်းအေးတယ်အဲ့ဒီလိုရှုမှတ်လိုက်လို့ရှိရင်ဝင်လေထွက်လေကနေတစ်ဆက်တည်းပဲဘာတတိပဋ္ဌာန်ဖြစ်သွားလဲဝေဒနာနုပဒနာတတိပဋ္ဌာန်ဖြစ်သွားတယ်ဘာတတိပဋ္ဌာန်လဲဝမ်းသာတယ်ငြိမ်းအေးတယ်လို့မှတ်ပြီးတော့လဲရှုလို့ရတယ်ဒါမှမဟုတ်ရင်လည်းပဲနာသီဝလေထီးတဲ့နေရာကမထင်ရှားတော့လည်းပဲအဲ့ဒီနေရာမှာပဲအာယုပြုပြီးတော့ဝင်နေထွက်တယ်အမှတ်ကလေးကိုမပြောင်းမဲနဲ့လည်းပဲခုနငြိမ်းအေးတဲ့သဘောနူးညံ့ပေါ်ပါတဲ့သဘောကိုသိနေလို့ရပါတယ်ဒါဆိုရင်လည်းပဲဒုက္ခဝေဒနာရှုမှတ်ပြီးတာဖြစ်သွားတာပါပဲဝင်နေထွက်တယ်လို့မှတ်နေပေမဲ့ဒါကိုကာယ ानु ပဒနာလို့ပြောလို့မရတော့ဘူးဘာလို့လဲဆိုတော့စိတ်ကသိနေတာကကာယရဲ့ထိတဲ့သဘောပူအေးနှွေးတဲ့သဘောကိုသိနေတာမှမဟုတ်တော့ပဲတကူလုံးရဲ့ချမ်းသာနေတဲ့သဘောငြိမ်းအေးနူးညံ့ဝမ်းမြောက်နှစ်သက်နေတဲ့သဘောကိုသိနေတာဆိုတော့ဝင်နေထွက်တယ်လို့မှတ်နေပြီမဲ့ဒါဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ပဲဟန်ကြလိုက်တာအာနာပါနကမ္မထာဟာကာယ ानु ပဒနာကစပြီးတော့ကင်လိုက်ပြီးမဲ့တတိပဋ္ဌာန်၄ပါးလုံးဝင်သွားတာပဲအဲ့ဒီလိုတိမ်မွေးတဲ့ချမ်းသာဒုက္ခဝေဒနာကိုမှတ်နေရင်းနဲ့လည်းမှတ်အားကောင်းလာပြီဆိုရင်ဒီဒုက္ခဝေဒနာကလည်းမထင်ရှားတော့ပြန်ဘူးပျောက်သွားပြန်ရောမျက်နှာလည်းမရှိတော့ဘူးနှာခေါင်းလည်းမရှိတော့ဘူးထပ်ပိုင်းလည်းမရှိတော့ဘူးအောက်ပိုင်းလည်းမရှိတော့ဘူးတယောက်နဲ့တယောက်တော့မတူဘူးပေါ့တချို့ကတော့ခန္ဓာကိုယ်ထပ်ပိုင်းကြီးပျောက်သွားတယ်အောက်ပိုင်းပဲကျန်ခဲ့တယ်တချို့ကခန္ဓာကိုယ်အောက်ပိုင်းမရှိတော့ပြန်ဘူးထပ်ပိုင်းပဲကျန်တော့တယ်တချို့ကတော့လည်းတစ်ခုလုံးဘာမှမရှိတော့သလိုပဲဒီလိုလျှောက်ကြတယ်မှန်ပါတယ်အဲ့ဒီလိုဖြစ်ရမှာပါပဲဘာလေးပဲသိနေတော့လဲဆိုတော့တိမ်မွေ့နေတဲ့သဘောလေးနဲ့တိမ်မွေ့တာလေးကိုသိနေတဲ့သဘောဒီနှစ်စုံပဲကြံခဲ့တော့ခန္ဓာကိုယ်ဆိုတာဘာမှမရှိလေဟာနယ်ထဲမှာဒီသဘောလေးနှစ်ခုထင်ရှားနေတယ်အဲ့ဒီလိုချမ်းသာတဲ့သဘောလေးထင်ရှားနေရာကနေချမ်းသာတဲ့သဘောလေးကလည်းပျောက်သွားပြီးတော့သိနေတဲ့စိတ်ကလေးတစ်ခုတက်တက်ပဲကြံတော့တယ်အဲ့ဒီစိတ်ကလေးကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ကြည်လင်းနေတဲ့စိတ်တည်ငြိမ်နေတဲ့စိတ်လွတ်မြောက်နေတဲ့စိတ်ဒီသဘောလေးတွေ့ရမယ်ဝမ်းမြောက်မှုကိုခံစားပြီးတဲ့နောက်အဲ့ဒီဝမ်းမြောက်မှုကိုစူးစိုက်ပြီးရှုနေတဲ့စိတ်ဟာကြည်ပြီးတော့လာအဲ့ဒီစိတ်ကလေးဟာတည်ပြီးတော့လဲလာတယ်လှုပ်ရှားနေခြင်းရောက်ရက်ခတ်နေခြင်းပြေးလွှားနေခြင်းပြန့်လွင့်နေခြင်းဘာမှမရှိတော့ဒီဟာနယ်လေးထဲမှာစိတ်ကလေးကိုကိုယ့်မျက်စိရှိမှကိုအဲ့ဒီစိတ်ကလေးမြင်နေရတယ်လို့ဖြစ်စိတ်ဆိုတာအကောင်ထဲတော့မရှိဘူးသို့တော့တရားအားထုတ်လို့တကယ်စိတ်ကိုမြင်ပြီးဆိုရင်လက်ထဲမှာကင်ပြီးတော့ဗရမ ्या လုံးလေးတစ်လုံးတင်ပြီးကြည့်လိုက်သလိုကိုမြင်နေတော့တာပဲကိုယ့်မျက်စိရှိမှကိုစိတ်ကလေးမြင်နေရတယ်လို့ပဲကြည်နေတဲ့စိတ်တည်နေတဲ့စိတ်လွတ်နေတဲ့စိတ်လွတ်ဆိုတာလောဘအညစ်အကြေးကလွတ်နေတဲ့စိတ်ဒေါသအညစ်အကြေးကလွတ်နေတဲ့စိတ်မာနအိတ်တာမစ္စရိယအစရှိတဲ့ကိလေသာညစ်ကြေးကနေလွတ်နေတဲ့စိတ်ကလေးတက်တက်ကိုတွေ့ရမယ်အဲ့ဒီကြတော့ဗာတတိပဋ္ဌာန်ကူးလိုက်တော့မလဲဆိုတော့စိတ်တ ानु ပဒနာတတိပဋ္ဌာန်အာနာပါနတစ်ခုဝင်နေထွက်တယ်ဆိုတဲ့ဒီနှစ်မျိုးကိုကန်လိုက်တာနဲ့တတိပဋ္ဌာန်ကြီးစုံသွားလိုက်တာမှတ်တာကတော့ဝင်နေထွက်တယ်ဖြည်းဖြည်းလေးတိမ်တိမ်မွေ့မွေ့နူးနူးညံ့ညံ့ခပ်ဖွားဖွားလေးမှတ်နေုံပါပဲ
ဒါပေမဲ့သိနေတာကတော့ကြီးနေတဲ့စိတ်တည်နေတဲ့စိတ်လွတ်နေတဲ့စိတ်အဲ့ဒါစိတ်ဓာနုပဒနာဖြစ်သွားပြီအဲ့ဒီလိုရှုမှတ်ရင်းနဲ့တည်ငြိမ်နေတဲ့သဘောကြည်လင်နေတဲ့သဘောလေးကိုပဲစူးစိုက်ပြီးရှုနေရင်းကနေအဲ့ဒီလိုအဲ့ဒီအဆင့်ကိုရောက်နေပြီဆိုကြတဲ့ကဉာဏ်ထဲမှာကလည်းခုနဝင်လေထွက်လေတွေမရှိတော့ဘူးပျောက်ပြတ်သွားပြီအနိစ္စဆိုတဲ့သဘောကထင်ရှားတယ်ဒုက္ခဝေဒနာကောင်းပါတယ်ချမ်းသာပါတယ်ဆိုတဲ့ဒုက္ခဝေဒနာကလည်းပျောက်ပြတ်သွားပြီမရှိတော့ဘူးအနိစ္စသဘောပါလားဆိုတာကလည်းထင်ရှားပြီးသားအဲ့ဒီကြည်လင်နေတဲ့စိတ်ကလေးကိုစူးစိုက်ပြီးရှုနေရင်လည်းကြည်လင်တဲ့စိတ်ကလေးကတစ်ခုဖြစ်လိုက်တစ်ခုပြက်လိုက်တစ်ခုဖြစ်လိုက်တစ်ခုပြက်လိုက်ကြည်လင်တဲ့စိတ်ကလေးလည်းဖြစ်လိုက်ပြက်လိုက်နဲ့ပြောင်းလဲနေတာကိုမြင်လာပြီကြည်လင်နေတဲ့စိတ်ကလေးရဲ့အိဋ္ဌသဘောကိုမြင်ပြီးကြည်နေတာနောက်ကျရတဲ့ဆိုင်ရင်ကောင်းတယ်ဆိုပေမဲ့အဲ့ဒီကြည်လင်တာလေးကလည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြောင်းလဲနေတဲ့အတွက်ကြောင့်ဒါလည်းပဲမကောင်းတဲ့သဘောပါလားလို့အနိစ္စကိုမြင်ပြီးဆိုတာနဲ့ဒုက္ခကလည်းကပ်ပြီးတော့မြင်တာပဲဝိပဿနာနယ်ပယ်ကဒုက္ခဆိုတာကရက်ထဲကပြောတဲ့နာရာကျင်နာအောင့်နာတွေကိုဆိုလိုတာမဟုတ်ဘူးဖြစ်ချင်းပြက်ချင်းနေနဲ့အမြဲနှိမ့်ဆက်နေလို့မကောင်းတဲ့သဘောကိုပဲဒုက္ခလို့ခေါ်တာဆင်းရဲတာကိုဒုက္ခလို့ပြောတာမဟုတ်ဘူးမကောင်းတဲ့သဘောလိုချင်စရာမရှိတဲ့သဘောမက်မောစရာမရှိတဲ့သဘောကိုပြောတာပစ္စည်းလေးတစ်ခုဟာကိုယ်လက်ထဲရောက်ပြီးတော့ပြက်သွားတယ်ဆိုလို့ရှိရင်မက်မောစရာကောင်းမှာမလားမိုးရင်းခါမိုးသီးလေးတွေတစ်ဖြောက်ဖြောက်ကျွေကြလာတယ်အာဝမ်းသာအားရနဲ့ပြေးပြီးတော့ကောက်လိုက်လက်ထဲလဲရောက်အရေးတွေပျော်ပြီးပျောက်သွားလက်ထဲလဲရောက်အရေးတွေပျော်ပြီးပျောက်သွားမဲ့အရာကိုလိုက်ပြီးတော့ကောက်နေရတော့မမောဘူးလားဒီတော့ပျက်စီးသွားမဲ့အရာတွေကိုရှာဖွေနေရတာဒုက္ခပဲမကောင်းလို့မလို့ဒုက္ခပါပဲမိုးသီးကိုလက်ထဲကင်ထားရတော့ခန္ဓာကိုယ်မှာနာရာကျင်နာအောင့်နာတွေတော့မဖြစ်ပါဘူးသို့တော့လက်ထဲမှာကြည်ရင်နဲ့ပျောက်သွားလို့အဲ့ဒါဒီမိုးသီးကိုမကောင်းဘူးလို့ပဲပြောရအဲ့ဒီလိုပါပဲကိုကကောင်းတယ်လို့ထင်ထားတဲ့ခုနဒုက္ခဝေဒနာလေးတွေတိမ်မွေ့တဲ့ဝင်လေထွက်လေလေးတွေကြည်လင်အေးချမ်းပေါ်ပါနေတဲ့စိတ်ကလေးတွေဒါတွေကလည်းကြည်ရင်ရှုရင်နဲ့ဝင်နေထွက်တယ်ဆက်ပြီးတော့မှတ်နေရင်နဲ့ဖြက်လိုက်ပြက်လိုက်နဲ့ပြောင်းလဲနေတော့ပြက်ပြီးရင်လည်းမဖြစ်ဖက်နေပါတော့လားဆုံးသွားပါတော့လားအဲ့ဒီလိုလည်းမဟုတ်ဘူးပြက်ပြီးတခါပြန်ဖြစ်လာပြန်ဖြစ်ပြီးလည်းမပြက်ဖက်နေပါတော့လားအဲ့ဒီလိုလည်းမရဘူးပြက်သွားပြန်ရောဒီတော့ဖြစ်ပြီးတော့လည်းမပြက်အောင်ဖန်တီးလို့မရဘူးပြက်သွားပြီးတဲ့နောက်လည်းထပ်မဖြစ်အောင်ဖန်တီးလို့မရဘူးကိုယ်သဘောနဲ့ကိုစီမံပိုင်ခွင့်မရှိဘူးလို့သဘောပေါက်လာတော့ဘာလက္ခဏာမြင်မြန်ပြီလဲအနတ္တလက္ခဏာမြင်မြန်ပြီအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဝင်လေထွက်လေရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာဒုက္ခဝေဒနာလေးရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကြည်နေတဲ့စိတ်တည်နေတဲ့စိတ်လွတ်နေတဲ့စိတ်ကလေးရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာအဲ့ဒီလိုလက္ခဏာရေး၃ပါးမြင်နေတဲ့ဉာဏ်ကိုတော့ဓမ္မာနုပဒနာတတိပဋ္ဌာန်လို့ခေါ်ပါတယ်။ပါတတိပဋ္ဌာန်နဲ့လေဓမ္မာနုပဒနာတတိပဋ္ဌာန်ဒီတော့တတိပဋ္ဌာန်၄ပါးစုံရောမဟုတ်လားတတိပဋ္ဌာန်၄ပါးလုံးမှာစပြီးတည်လိုက်တော့ကဝင်နေထွက်တယ်ဒါလည်းပဲပြီးတည်လိုက်တယ်ဒီတော့ဝင်နေထွက်တယ်ဆိုတဲ့အမှတ်ကလေးကိုတနည်းပြောရင်တော့ဒီစကားလုံးလေးကိုမပြောင်းလဲပဲနဲ့လေတတိပဋ္ဌာန်၄ပါးလုံးစုံသွားပါတယ်ဒါကြောင့်ဝင်နေထွက်တယ်ဆိုတဲ့အမှတ်ကလေးဟာတိတ်တန်ဖိုးရှိတိတ်အဖို့တန်ဒုက္ခဝေဒနာကိုလည်းဝင်နေထွက်တယ်နဲ့မှတ်လို့ရတယ်စိတ်ရဲ့သဘောကိုလည်းဝင်နေထွက်တယ်နဲ့ပဲမှတ်လို့ရတယ်အိဋ္ဌဒုက္ခအနတ္တသဘောတွေကိုလည်းဝင်နေထွက်တယ်နဲ့မှတ်လို့ရဒါကြောင့်မြတ်စွာဘုရားရှင်ကဝင်လေထွက်လေထိရရမှတတိကပ်ပြီးတော့ရှုမှတ်ရတဲ့အာနာပါနကမ္မထံဟာကာယ ानु ပဒနာတတိပဋ္ဌာန်တတ်တဲ့မဟုတ်ဘူးจิตသားจิตသမီးတို့ဝင်လေထွက်လေအာနာပါနကမ္မထံကိုပွားများလိုက်လို့ရှိတတိပဋ္ဌာန်၄ပါးလုံးပွားပြီးသားဖြစ်ပါတယ်ဒီနေရာမှာတစ်ခုတတိပြုခဲ့ဖို့ကလည်းဝင်လေထွက်လေကိုရှုမှတ်ခြင်းကြောင့်ဖြစ်တဲ့ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ကိုပြထားတော့ဘာဝေဒနာကိုပဲပြလဲဒုက္ခဝေဒနာကိုပဲပြထားတယ်တကယ်လည်းဟုတ်ပါတယ်ဝင်လေထွက်လေဒီဟုသောအာနာပါနကမ္မထံကြောင့်ဖြစ်တော့ဘယ်တော့မှဒုက္ခဝေဒနာမဖြစ်ပါနီလံလွယ်မှားစွာနဲ့ဝင်လေထွက်လေမထင်ရှားအောင်အတင်းအဓမ္မရှုရှဲနဲ့လှုပ်ပြီးတော့ရှုရင်တော့နှာခေါင်းနေနာပြီးဒုက္ခဝေဒနာဖြစ်ခြင်းဖြစ်မယ်ပေါ့တတိပဋ္ဌာန်နီလံအတိုင်းမေဇိမပฏิပဒါမြတ်စွာဘုရားဟောကြားထားတဲ့နီလံအတိုင်းသာအာထုတ်လို့ကတော့နှာခေါင်းနာစရာအကြောင်းမရှိပါနိမန်လမ်းမှန်နဲ့သာအာနာပါနတတိပဋ္ဌာန်ကိုအားထုတ်ရင်ဘယ်တော့မှဒုက္ခဝေဒနာမဖြစ်ဘူးဒုက္ခဝေဒနာပဲဖြစ်ထိုင်လို့တင်မနာတာကြောအောင်တာခါကြိုက်တာဒါတွေကတော့ဝင်လေထွက်လေနဲ့မဆိုင်ပါဘူးထိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေပါ
ဝင်လေထွက်လေကမ္မထတက်တဲ့ကြောင့်တော့ဒုက္ခဝေဒနာတွေပီတိပတ္တတိတွေဒါတွေပဲဖြစ်လာပါတယ်ဒါကြောင့်ဝင်လေထွက်လေမှတ်ရတဲ့ကမ္မထဟာအမတန်မြင့်မြတ်တဲ့ဘုရားရှင်တိုင်းဝင်လေထွက်လေရှုမှတ်တဲ့အာနာပါနကမ္မထနဲ့ပဲဘုရားဖြစ်ခဲ့ကြတယ်အတိတ်ကအသင်္ချေနန္ဒမရေမတွက်နိုင်အောင်များပြားလာတဲ့ဘုရားရှင်တွေလည်းအာနာပါနကမ္မထနဲ့ပဲဘုရားဖြစ်ခဲ့တယ်အခုဂေါရမမြတ်စွာဘုရားရှင်လည်းပဲအာနာပါနကမ္မထနဲ့ပဲဘုရားဖြစ်ခဲ့တယ်နောက်ပွင့်မဲ့အရိမတ္တယမြတ်စွာဘုရားရှင်နဲ့တကွအသင်္ချေအနန္တပွင့်တော်မူကြအောင်မဲ့ဘုရားရှင်တွေအားလုံးလည်းပဲအာနာပါနကမ္မထနဲ့ပဲဘုရားဖြစ်ကြမယ်အာနာပါနကမ္မထမှတပါးသောတခြားကမ္မထအားထုတ်လို့ဘုရားဖြစ်မဲ့ဘုရားဆိုတာအတိတ်လည်းမရှိပစ္စုပန်မှလည်းမရှိအနာဂတ်မှလည်းမရှိဘယ်တော့ဆိုဘယ်တော့မှမရှိနိုင်ဘူးဘုရားရှင်တိုင်းရဲ့ဓမ္မရာတစ်ခုပါပဲဘုရားဖြစ်ုံတက်ပဲလားဆိုတော့မဟုတ်ဘူးဘုရားဖြစ်ပြီးတဲ့နောက်ပိုင်းမှလည်းပဲတရားဟောကြရှိရင်ဟောမယ်ခြေချွတ်ရမယ်တတ္တဝါတွေကိုညာနဲ့ဖြန့်ပြီးတော့ရှာတဲ့အလုပ်ကိုလုပ်ချင်းလုပ်မယ်အဲ့ဒီအလုပ်တွေမလုပ်ဘူးဆိုလို့ရှိရင်အချိန်ရပြီဆိုရင်ဘုရားရှင်တို့ဟာအာနာပါနကမ္မထံအာနာပါနတတိပဋ္ဌာန်ကိုအားထုတ်ပြီးတော့အာနာပါနဇံဝင်စားပြီးတော့ပဲအချိန်ကိုကုန်ဆုံးလိရှိကြပါတယ်မြတ်စွာဘုရားရှင်ဟာတရားတစ်ခါကဲချွတ်ရမယ်တတ္တဝါတွေမရှိတော့တဲ့အခါတစ်ခါတလေ9ရက်တစ်ခါတလေ15ရက်တစ်ခါတလေ1လတစ်ခါတလေ3လအဲ့ဒီလိုယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်ဘယ်သူနဲ့မှအတွေ့မခံမဲနဲ့စွန့်ပို့တဲ့ယဟန်တစ်ပါးကလွဲရင်ငါဘုရားစီဘယ်သူမှမလာရဘူးလို့အမိန့်ထုတ်ပြီးတော့တပါးတဲ့ကင်းအောင်တော်မူလို့ရှိတယ်။ကဲချွတ်ရမယ်တတ္တဝါရှိရင်သာအများထဲမှာရောနေတာနော်။ကဲချွတ်ရမယ်တတ္တဝါမရှိဘူးဆိုတာကိုအနာဂရဏတညာနဲ့ကြိုပြီးတော့ကြည့်လိုက်တယ်။ဒီ1လအတွင်းဒီ3လအတွင်းကကျွတ်တန်းဝင်အောင်ချွတ်ရမယ်တတ္တဝါတယောက်မှမရှိဘူး။ကဲငါတပါးတည်းပဲတင်းသုံးတော့မယ်ဆိုပြီးတော့စွန့်ပို့တဲ့ယဟန်တော်ကလွဲရင်ဘယ်သူမှအတွေ့မခံဘူး။အဲ့ဒီလိုတပါးတဲ့ကင်းအောင်ရာကနေထလာပြီး1လ3လစပြီးအချိန်စီးလို့ပြန်ထွက်လာပြီးဆိုရင်မြတ်စွာဘုရားကယဟန်တော်များကိုမိန့်ကြားလိရှိတယ်။ချက်သားယဟန်တို့ငါဘုရားအခု3လအတွင်းဘယ်သူနဲ့မှအတွေ့မခံမဲတပါးတဲ့သတင်းသုံးတယ်။အဲ့ဒီလိုတပါးတဲ့သတင်းသုံးတဲ့အချိန်မှာဘာအလုတ်လုတ်ပြီးအများဆုံးနေလိရှိလေလို့သင်ချက်သားတို့ထင်ကြတယ်လေ။မှန်လားပါဗျာမြတ်စွာဘုရားမိန့်ကြားတော်မူမှတပည့်တော်တို့သိရပါမယ်။မှတ်ထားကြချက်သားတို့ငါဘုရားဟာဒီ3လအတွင်းတပါးတဲ့နေပြီးတော့အာနာပါနကမ္မထံကိုပဲအချိန်အများဆုံးအားထုတ်ပြီးနေပါတယ်ချက်သားတို့သင်တို့လည်းပဲအာနာပါနကမ္မထံနဲ့မွေးလျော်ပျော်ပိုက်ကြပါအဲ့ဒီလိုမြတ်စွာဘုရားမိန့်ကြားတော်မူပါတယ်မြတ်စွာဘုရားရှင်ဆိုတာသဗ္ဗညုတဉာဏ်တော်ကြီးရထားတဲ့ပုဂ္ဂိုလ်ပဲကမ္မထံမျိုးစုံရဲ့ပွားနည်းတွေလည်းသိတယ်ပွားလို့ရှိရင်ရလာမဲ့အကျိုးအာနိသင်တွေလည်းသိတယ်ကမ္မထံအားလုံးရဲ့အစွမ်းတတ္တိတွေကိုသိမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကကိုယ်ကိုယ်တိုင်ကမ္မထံတစ်ခုပွားတော့မယ်ဆိုတော့အာနာပါနကိုပဲရွေးချယ်ပြီးပွားတော်မူတယ်။ဒါကိုထောက်ရှုခြင်းအပြင်အာနာပါနကမ္မထံဟာအင်မတန်အဆင့်မြင့်တဲ့ကမ္မထံအထက်တန်းကြတဲ့ကမ္မထံတာမန်ဉာဏ်နဲ့မျှော်တွေးကြည့်လို့မရတဲ့လျှို့ဝှက်နဲ့နဲတဲ့အကျိုးတရားတွေပေါင်းစုပြည့်ဝနေတဲ့ကမ္မထံဆိုတာကိုတန်တရားမရှိယုံကြည်ပြီးတော့လေးလေးစားစားနဲ့ပွားများကြစီခြင်းပါတယ်။ခொနည်းစခန်းအတွင်းမှာလည်းပွားများကြပါအိမ်ပြန်ရောက်တော့တဲ့အခါမှာလည်းပဲသွားရင်လာရင်လှုပ်ရင်ကန်ရင်ပြောရင်ဆိုရင်နေရင်ထိုင်ရင်စားရင်တောက်ရင်နဲ့ဝင်လေထွက်လေကိုရှုမှတ်ပါဝင်လေထွက်လေဆိုတာကအိပ်ပြောနေတဲ့အချိန်မှတောင်ရှိတယ်တရားထိုင်လို့ထိုင်တဲ့အချိန်ကြမှရှိတာမဟုတ်ဘူးသမင်းချက်နေရင်လည်းရှိတာပဲသမင်းစားနေရင်လည်းရှိတာပဲအဝိရှော်နေရင်လည်းရှိတာပဲလှုပ်ရှားကန်ရှားလှုပ်နေရင်လည်းရှိတာပဲကာမောင်းနေရင်လည်းရှိတာပဲဘာပဲလုပ်လို့ဝင်လေထွက်လေကရှိနေတယ်ရှိနေတာလေးကိုအမြဲတမ်းသိနေအောင်လုပ်ရမယ်ဝိပဿနာဆိုတာရှိတာကိုသိအောင်လုပ်တာကိုခေါ်တာပါပဲဝိပဿနာဆိုတာဘာကိုခေါ်တာလဲအမြဲရှိနေတာကိုအမြဲသိနေတာဟာဝိပဿနာပါပဲဒါကြောင့်အာနာပါနတတိဘိခဝေဘာဝိတာဘဟုလိကတာသတ္တရောတတိပဋ္ဌာနေပရိပုရိတိသတ္တရောတတိပဋ္ဌာနာဘာဝိတာဘဟုလိကတာတတ္တဘုဇင်ကိပရိပုရိန္တိတတ္တဘုဇင်ကဘာဝိတာဘဟုလိကတာဝိဇ္ဇာဝိမုတ်တိံပရိပုရိန္တိဘိကဝေပိဋ္ဌ၄ပါးခြေသားခြေသမီးတို့အာနာပါနတတိဝင်လေထွက်လေထိယာယမတတိကပ်ပြီးတော့ရှုမှတ်ပွားများရတဲ့အာနာပါနတတိပဋ္ဌာန်သည်ဘာဝိတာပွားများခဲ့မယ်ဆိုရင်ဘဟုလိကတာကျိန်ဖန်များစွာအလေးအလာပြုခဲ့မယ်ဆိုရင်
သတ္တရောတတိပဋ္ဌာနေတတိပဋ္ဌာန်တရား၄ပါးတို့ကိုပရိပူရိတိပြည့်စုံစေနိုင်ပါပေ၏သတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးတို့ကိုဘာဝိတာပွားများခဲ့မယ်ဆိုရင်လည်းပဲဘဟုလိကတာကျင့်ဖန်များစွာလေ့လာပြုခဲ့မယ်ဆိုရင်လည်းပဲတတ္တဘုဇင်ကေဘုဇင်တရား9ပါးတို့ကိုပရိပူရင်တိပြည့်စုံစေနိုင်ကြလေကုန်၏တတ္တဘုဇင်္ဂဘုဇင်တရား9ပါးတို့ကိုဘာဝိတာဘဟုလိကတာပွားများခဲ့မယ်ကျင့်ဖန်များစွာလေ့လာပြုခဲ့မယ်ဆိုရင်လည်းပဲဝိဇာဝိမု ക്തി မဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုတဲ့ဝိဇာဝိမု ക്തി ကိုဝိဇာဝိမု ക്തി အရဟတမဉ္ဇဉ်အရဟတဘုံဉ္ဇဉ်ဆိုတဲ့ဝိဇာဝိမု ക്തി ကိုပရိပူရင်တိကောင်းစွာမသွေပြည့်စုံစေနိုင်ကြလေကုန်သတည်းဒီတော့ဝင်လေထွက်လေထိရရဲ့တတိကြိုက်ထားရာကနေတတိပဋ္ဌာန်တရား၄ပါးဘုဇင်တရားတွေပွားများပြီးသားဖြစ်ရာကနေအခုဝိဇ္ဇဝိမု ക്തി ပရိပူရင်တိအရဟတမအရဟတဖို့ကိုပါပြည့်စုံစေနိုင်တယ်ဆိုတော့ယဟနာဖြစ်တဲ့အထိပြည့်စုံရောမဟုတ်လားဒါကြောင့်အာနာပါနတတိပဋ္ဌာန်ဟာသမထပဲဝိပဿနာမဟုတ်ဘူးလို့များတစ်ဖက်သားကပြောလာခဲ့ရှင်မြတ်စွာဘုရားကိုယ်တော်တိုင်မိန့်ကြားတော်မူတဲ့ဒီဒေသနာကိုဥထိပ်ပန်းဆင်ပြီးတော့အာနာပါနကမ္မဋ္ဌာန်းဟာဝိပဿနာဖြစ်ပါတယ်အရဟတမေအရဟတဖို့နဲ့ယဟနာဖြစ်တဲ့ထိအောင်ကိုကိစ္စပြီးနိုင်ပါတယ်ဆိုတာယုံကြည်ပြီးတော့ကြိုးကြိုးစားစားအားထုတ်ကြယုံပါပဲအဲ့ဒီလိုနာတိဝထိရရဲ့တတိကရာကနေယဟနာဖြစ်တဲ့ထိအားထုတ်သွားတာကိုပဲဥစဉ်တို့ရဲ့မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတဲ့တရားရဲ့မြင့်မြတ်သူတို့ရဲ့စံအိမ်မှာအည်အသွေးနေနဲ့ဘာအည်အသွေးလို့ခေါ်လဲအဆောင်လျှောက်ထားခြင်းဆိုတဲ့အည်အသွေးပါပဲထိရရဲ့တတိကပ်ပြီးတော့တတိဆောင်လျှောက်ထားလိုက်တာနဲ့မိမိရဲ့စိတ်တည်ဟူသောအိမ်ဟာမြင့်မြတ်သူတို့ရဲ့စံအိမ်ဖြစ်သွားပြီယဟနာဖြစ်ပြီဆိုမှတော့မမြင့်မြတ်သေးဘူးလားဒီတဲ့မြင့်မြတ်တာဘာမှမရှိတော့ဒါကြောင့်တတိအဆောင်လျှောက်ရှိခြင်းဆိုတဲ့အင်္ဂါရဲ့တစ်ခုအရေးအသွေးတစ်ခုတည်းနဲ့ကိုယ်ပဲမြင့်မြတ်သူတို့ရဲ့စံအိမ်ဟာပြည့်စုံနေပါပြီသို့တော့မြင့်မြတ်သူတို့ရဲ့စံအိမ်မှာအရေးအသွေး10မျိုးဟောထားပါတယ်တနည်းအားဖြင့်လည်း14မျိုးဟောထားပါတယ်ဒီတော့တန်ရှိနေသေးတဲ့73မျိုးကိုဆက်ပြီးတော့ပြောရအောင်ဒုတိယမြောက်အရေးအသွေးကဘာလဲဆိုရင်မိခိုအားထားရာကောင်းခြင်းတဲ့ပါတယ်လေမိခိုအားထားရာကောင်းခြင်းစကလုံးကြည်ဉာဏ်ပြောရရင်တော့အာကိုအားထားကောင်းခြင်းပေါ့လောကမှာထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေရဲ့အိမ်စင်တန်းမြင့်တဲ့ပုဂ္ဂိုလ်တွေရဲ့အိမ်ဟာအိမ်လို့ဆိုတော့အိမ်မှာရှိတဲ့လူကိုပဲအိမ်လို့ဆိုလိုတာပေါ့မြင့်မြတ်သူတို့ရဲ့အိမ်ဟာအာကိုအားထားရာမိခိုအားကိုစရာပုဂ္ဂိုလ်တွေတိတ်ပေါ်တာပဲထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဟိုကိစ္စဖြစ်လာရင်ဟိုလူကိုဖုံးလေးဆက်လိုက်အကြောင်းလေးကြားလိုက်အာကူညီလိုက်ဆန်းလျှောက်လိုက်နဲ့တိတ်အာကိုရအာကိုစရာပုဂ္ဂိုလ်တွေသူ့ပတ်ဝန်းကျင်မှာအများကြီးရှိဒီကိစ္စလေးဖြစ်ပေါ်လာရင်ဒီကိစ္စနဲ့ပတ်သက်တဲ့ကုညီနိုင်မဲ့ပုဂ္ဂိုလ်ကိုလှမ်းပြီးတော့အကြောင်းကြားလိုက်ဒီပုဂ္ဂိုလ်ကလာပြီးတော့ကုညီလိုက်ဒီကိစ္စလေးအဆင်ပြေသွားလိုက်အဲ့ဒီလိုအဖြစ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ရဲ့စံအိမ်ဟာမိခိုအားထားစရာအဆင့်မြင့်တဲ့မိခိုအားထားစရာတွေအများကြီးရှိတယ်ကိုယ်မှာအခက်အခဲဖြစ်လာရင်အားကိုးရမယ်သူဘယ်အခက်အခဲပဲဖြစ်လာတဲ့အခက်အခဲကိုကုညီဖြေရှင်းပေးမယ်အားကိုးစရာပုဂ္ဂိုလ်တွေရှိတယ်မရှိဘူးလားရှိတာပေါ့ထက်တန်းကြတဲ့ပုဂ္ဂိုလ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ကိုကြီးစောင့်ရှောက်မဲ့အာကိုအားထားရာပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒီတော့မိမိတို့ရဲ့စိတ်တည်ဟူသောအိမ်ကလေးမြင့်မြတ်သူတို့ရဲ့စံအိမ်ဖြစ်ဖို့အရိယာနေအိမ်ဖြစ်ဖို့အတွက်မိခိုအားထားရာကောင်းကောင်းရှိရမယ်အဲ့ဒီမိခိုအားထားရာက၄ပါးရှိပါတယ်ပထမဆုံးတစ်ခုကသင်္ခါရေကံပฏิသေဝတိဧကံတစ်ခုသောတရားကိုသင်္ခါရဉာဏ်ဖြင့်ဆင်ခြင်ပြီးတော့ပฏิသေဝတိမိဝဲရမယ်မိဝဲစရာတရားတစ်ပါးဟာလည်းမိခိုအားထားရာတစ်ခုပဲတတိအဆောင်ရှောက်ချတဲ့အလုံးနဲ့တတိပဋ္ဌာန်တရားပွားများနေတဲ့ပုဂ္ဂိုလ်အတွက်စွမ်းသင်္ကန်းကြောင်းစေလို့ခေါ်တဲ့ပစ္စည်း၄ပါးဟာမိခိုအားထားရာပဲစွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးမပြည့်စုံမဲနဲ့တတိပဋ္ဌာန်လို့အားထုတ်လို့မဖြစ်နိုင်ဘူးအဲ့ဒီပစ္စည်း၄ပါးကိုမှီဝဲတော့ဘယ်လိုမှီဝဲရမှာလဲလို့ဆိုတော့သင်္ခါရဉာဏ်ဖြင့်ဆင်ခြင်၍တဲ့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့မှီဝဲရမယ်စွမ်းဆိုလို့ရှိရင်လည်းပဲလှပဖို့ပြည့်ဖြူဖို့အရေးစင်းကြည်လင်ဖို့မာနတွေတက်ကြွဖို့ဒီလိုရည်ရွယ်ချက်တွေနဲ့စားတာမဟုတ်ဘူးဘာအတွက်စားရတဲ့တော့ယောဂီများနေ့စဉ်ရွတ်နေတာလေးဖြာတတ်ဆောင်ဤကိုကောင်းသည်ရှေးအောင်ဒီလျက်စသည်အဖြစ်ပေါ့လေနော်ခန္ဓာကိုယ်ရုပ်တည်
ညတာပြီးတော့ပရိယပฏิပတ်လို့ခေါ်တဲ့သာသနာလုပ်ကိုအားထုတ်နိုင်မှုအတွက်စားတယ်တနည်းအားဖြင့်လူရင်းကတော့တတိပဌာန်လုပ်ကိုအားထုတ်နိုင်မှုအတွက်စားတယ်အဲ့ဒီလိုဆင်ခြင်ပြီးတော့စားရမယ်အဝိဝတ်တော်လည်းဒီတိုင်းပဲပေါ့အချမ်းဘူတံကိုကာကွယ်နိုင်ဖို့မှတ်ခြင်းရဲ့ဓာန်ကိုကာကွယ်နိုင်ဖို့အရှက်ကြောက်ကိုဖုံးလွှမ်းနိုင်မှုအတွက်ဝတ်ပါတယ်ဒီလိုဆင်ခြင်ရမယ်လှဖို့ပဖို့ကြွားဖို့ဝါဖို့မဟုတ်ဘူးကျောင်းမှာနေတော့လည်းဒီတိုင်းပဲအချမ်းဘူတံမှတ်ခြင်းတံယာတိဥရုတံဒါတွေကိုခံနိုင်ပြီးတော့ချမ်းချမ်းသာသာကိုယ်စိတ်နှစ်ပါးချမ်းသာစွာနဲ့တရားအားထုတ်နိုင်ဖို့အတွက်နေပါတယ်ဆေးပစ္စည်းလည်းဒီတိုင်းပဲယောဂဝေဒနာတွေဖြစ်ပြီးတဲ့ဝေဒနာတွေမဖြစ်သေးတဲ့ဝေဒနာတွေကင်းရှင်းပြီးတော့ယောဂကင်းกว่าကျမ်းမာစွာနဲ့တတိပဌာန်လုပ်ကိုအားထုတ်နိုင်ဖို့အတွက်စားပါတယ်အဲ့ဒီလိုအဖြစ်ဆွမ်းသင်္ကန်းကြောင့်စေပစ္စည်း၄ပါးကိုဉာဏ်နဲ့ဆင်ခြင်ပြီးတော့တနည်းပြောရင်တော့ပစ္စုပ္ပခဏဆင်ခြင်ပြီးတော့မှီဝဲတာဒါလည်းပဲအာကိုအားထားရတပါးပဲနောက်တစ်ခုကသင်္ခါရေကံအတိဝါတိတိဧကံတစ်ခုသောတရားကိုသင်္ခါရဉာဏ်ဖြင့်ဆင်ခြင်၍အတိဝါတိတိသိခံရမယ်နောက်တစ်ခုကသိခံရမယ်အရာတွေကိုလည်းသိခံရမယ်အေးတာပူတာသိခံရမယ်ချင်းကြိုက်တာသိခံရမယ်လေတွေနေတွေပြင်းထန်တာသိခံရမယ်သူတစ်ပါးရဲ့ဆန့်ကျင်မဲ့ပြောဆိုတဲ့စကားတွေသိခံရမယ်ကိုယ်ကိုမခံသာအောင်မဟုတ်မတရားပြောဆိုတဲ့စကားတွေကဲ့ရဲ့ဆွဆွဲတဲ့စကားတွေကိုယ်ကိုစိတ်ဆင်းအောင်ပြောတဲ့စကားတွေဒါတွေကိုလည်းသိခံရမယ်နောက်တစ်ခုအရေးကြီးဆုံးကတော့တရားအထုတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေကိုသိခံရမယ်သိခံခြင်းနဲ့မပြည့်စုံဘူးဆိုရင်ကိုယ်မှာအာကိုအားထားရမရှိတော့ဘူးပေါ့ကိုယ်မှာခက်ခဲတွေဖြစ်လာလို့ဘယ်သူမှအာကိုလို့မရဘူးဆိုရင်ကိုယ်ပဲဆင်းရဲဒုက္ခကြုံမှာပဲဒီတော့ခန္တီလို့ခေါ်တဲ့သိခံခြင်းဟာလေကိုယ့်ရဲ့အာကိုအားထားရတပါးပဲသင်္ခါရေကံပရိဝိဇ္ဇေတိနောက်တစ်ခုကရှောင်ကျင်တဲ့နာတွေရှောင်ကျင်ရမယ်ရှောင်ကျင်တဲ့နာတွေရှောင်ကျင်တယ်ဆိုတာတရားလို့အားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာစင်ကြမ်းမြင်းကြမ်းနေလက်ယထာကာကြမ်းတဲ့နေရာတွေကိုရှောင်ကျင်ရမယ်ဆူးညောင်ခလုတ်ရှိတဲ့နေရာတွေရှောင်ကျင်ရမယ်ကြိုင်းနေကျင်းနေရှိတဲ့နေရာကိုရှောင်ကျင်ရမယ်အဲ့ဒီလိုဘေးရန်အန္တရာယ်ဖြစ်တဲ့နေရာတွေကိုရှောင်ကျင်ရမယ်နောက်တစ်ခုကသင်္ခါရေကံဝိနောဒိတိပယ်ဖြောက်တဲ့အရာတွေကိုလည်းပယ်ဖြောက်ရမယ်ပယ်ဖြောက်ရမယ်တရားတွေဆိုတာကတော့မိစ္ဆာဝိတက်၃ပါးမကောင်းတဲ့အကြံစီ၃ပါးကိုပယ်ဖြောက်ရမယ်မကောင်းတဲ့အကြံစီ၃ပါးဆိုတာကကာမဝိတက်ဗျာပါဒဝိတက်ဝိဟိန္ဒဝိတက်လို့ဝိတက်၃မျိုးကာမဝိတက်ဆိုတာကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ကြံစီတာတာယာဝယ်ကောင်းတဲ့အစဉ်အတန်အနံ့အရသာအထိတွေ့အဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့ကြံစီပြီးတော့တာယာနေတာကိုကာမဝိတက်လို့ခေါ်တယ်တရားအားထုတ်နေရင်းနဲ့အဲ့ဒီလိုအတိတ်ကခံစားခဲ့မှုတဲ့အစဉ်အတန်အနံ့အရသာအထိတွေ့တွေနဲ့ပတ်သက်လို့ကြံစီမိတယ်ဆိုရင်ကာမဝိတက်ဖြစ်ပြီးအဲ့ဒါကိုပယ်ဖြောက်ရမယ်ပယ်ဖြောက်ဆိုတော့သွားမလာနဲ့လို့ပြောမှာမဟုတ်ဘူးရှုမှတ်ရမယ်တွေးပြီးတော့လိုချင်တဲ့စိတ်ဖြစ်တော့လိုချင်တယ်လိုချင်တယ်တတ်မဲ့တော့တတ်မဲ့တယ်တတ်မဲ့တယ်နှစ်သက်တော့နှစ်သက်တယ်နှစ်သက်တယ်အဲ့ဒီလိုရှုမှတ်ရအဲ့တော့ကာမဝိတ္တပယ်တယ်ဆိုတာလဲရှေ့ကပထမဆုံးပြောခဲ့တဲ့တတိအဆောင်လျှောက်စိတ်မှာချပြီးတော့ပယ်ရမှာပါပဲတတိအဆောင်လျှောက်ချခြင်းဆိုတဲ့အင်္ဂါရက်ကနောက်အင်္ဂါရက်6ချက်သို့မဟုတ်73ချက်လုံးမှာလိုက်နေတာပါပဲဘယ်လောက်ထိအောင်ကာမဝိတ္တကပယ်ရမလဲဆိုတော့ရုပ်ရင်းကြမ်းတမ်းတဲ့ကာမဂုဏ်တွေကြံစီတာကိုအသာထားလိုက်မြတ်စွာဘုရားရှင်အလောင်းတော်ပယ်ခဲ့တဲ့ကာမဝိတ္တကလေးကနမူနာယူစရာကောင်းတယ်ဒုက္ခရစရိယာ6နှစ်ကျင်းတော့ခန္ဓာကိုယ်အသွေးသားတွေခန်း6အယိုးတွေပေါ်အယိုးနဲ့ရင်းနဲ့ကပ်ပြီးတော့နေတယ်နောက်တော့ဒီကျင့်ဟာမှားတယ်ဆိုတာသိတော့ဆွမ်းခံပြန်ထွက်အာဟာရတွေပြန်ပြီးတော့မှီဝဲရက်သိမ့်မကြခင်မှာပဲအသားရည်တွေပြန်ပြီးတော့ပြည့်ဖြူလာတယ်ဝင်ဝါလာတယ်အဲ့ဒါလေးကြည့်ပြီးတော့ဘုရားလောင်းတော်ကဩငါရဲ့အသွေးသားတွေအရင်လိုပြန်ဖြစ်လာပြီပင်ကိုယ်အတိုင်းပြန်ဖြစ်လာပြီလို့အဲ့ဒီလိုတွေးလိုက်တာလေးကိုပဲဩငါကာမဝိတ္တဖြစ်သွားပါလားလို့နှလုံးသွင်းပြီးတော့အဲ့ဒီကာမဝိတ္တကိုရှုမှတ်ပြီးတော့ပယ်တော်မူပါတယ်သိပြီးတော့တိမ်မွေ့လွန်းတဲ့ကာမဝိတ္တနော်အသားရည်လေးပြန်ပြည့်ဖြူလာတယ်အသားရောင်လေးလှတာလဲဆိုတာလေးကိုကြည့်လိုက်တာလေးသဘောကျသွားတာလေးတောင်မှဩရုံညံ့တဲ့ကာမဝိတ္တပါလားဆိုပြီးတော့ပယ်ဖြောက်ခဲ့တယ်တရားနာပိဋကများယောဂီများလည်းဒီလိုပဲပေါ့တရားအထုတ်ရင်းနဲ့စာရတောက်တာအိတ်တာတော်၎င်းတရားအထုတ်လို့တရားရတာတွေ့လို့တော်၎င်းခန္ဓာကိုယ်ရည်စင်းလေးကြည်လင်းလာတယ်ပြည့်ဖြူလာတယ်ဆိုရင်တရားဝင်လိုက်တာတော်တော်ဟန်ကြတဲ့ယုတ်ကလေးကြည်လာတယ်အသားလေးဝင်လာတယ်နဲ့အဲ့ဒီလိုလေးသဘောကျလိုက်တယ်ဆိုရင်မဲကာမဝိတ္တဖြစ်ပြီးအဲ့ဒီစိတ်ကိုရှုမှတ်ပြီးတော့ပယ်ပါနောက်ဇာပါဒဝိတ္တဇာပါဒဝိတ္တဆိုတာက
သူတစ်ပါးကိုတေးကြည်ပျက်စီးအောင်ကြံစီတဲ့အကြံပါပဲအဲ့ဒီအကြံစီတွေလည်းဖြစ်လာလို့ရှိရင်ပေးရမှာပဲစိတ်ဆိုးရင်စိတ်ဆိုးတယ်စိတ်တူရင်စိတ်တူတယ်နာကြည့်ရင်နာကြည့်တယ်မုန်းတီးရင်မုန်းတီးတယ်ကိုယ်စိတ်မှာဖြစ်လာတဲ့သဘောတွေကိုရှုမှတ်ရုံပဲဝင်လေထွက်လေမှာတတိကရှုမှတ်နေရင်လည်းစိတ်တွေပြန့်လွင့်ရာကကိုမကျေနပ်တဲ့ပုံကိုယ်တွေအကြောင်းတတိရလို့ရှိရင်ဒါဘာရဝိတက်ကလည်းဖြစ်တတ်တာပဲဘုရားအလောင်းတော်ကတော့တရားအားထုတ်နေတဲ့အချိန်မှာလေတွေတိတ်တိုက်နေလို့ရှိရင်လည်းလေတွေကတက်လိုက်တာကွယ်မိုးရတော့လည်းမိုးတွေကရွာလိုက်တာနေပူတော့လည်းပူလိုက်တာဆောင်းနှင်းကြတော့လည်းအေးလိုက်တာနော်လို့အဲ့ဒီလိုຫນွေမိုးဆောင်းမှာပူတာအေးတာနှင်းကြတာလေးတွေကိုပဲအဲ့ဒီလိုတွေးလိုက်မိတာလေးကိုပဲဩဗျာပါဒဝိတ္တဖြစ်သွားပါဘောလားဆိုပြီးတော့အဲ့ဒီအတွေးလေးတွေကိုတောင်မှရှုမှတ်ပြီးပြေတော်မူပါတယ်တဲ့ယောဂီများနီးယူเสียမကောင်းဘူးလားမိုးရွာရင်မိုးကလည်းနော်အချိန်မဟုတ်ခါမဟုတ်ရွာပြန်ပြီးနဲ့ဒီလိုလေးဖြစ်သွားရင်ဒါဒေါသလေးဖြစ်သွားတာဗျာပါဒဝိတ္တပဲအဲ့ဒါရှုမှတ်ပြီးတော့ပယ်လိုက်ရမယ်နော်အဟိုကအတန်ကလည်းကြားပြန်ပြီဒီကတရားမှတ်နေတာတန်ကျက်ဆက်နဲ့ရွတ်နေပြန်ပြီဆိုပြီးတော့လေဒေါသဖြစ်သွားဩဗျာပါဒဝိတ္တကလေးမှတ်လိုက်ပါဝိဟိန္တာဝိတ္တဆိုတာကသူတစ်ပါးကိုသိကြည့်အောင်တော့မကြံဘူးညှင်းဆဲတဲ့အကြံစီအဲ့ဒီလိုဝိဟိန္တာဝိတ္တဖြစ်လာရင်လည်းပဲရှုမှတ်ပြီးတော့ပယ်ရမယ်မြတ်စွာဘုရားရှင်အလောင်းတော်ကတော့ဝိဟိန္တာဝိတ္တဘလောက်သိမ်မွေ့တာအထိပယ်လဲဆိုတော့တောထဲတောင်ထဲမှာတရားအထုတ်နေရင်းနဲ့တောထဲမှာဆိုတော့ကြားတို့ရှင်သေးတို့ကသမင်လေးတွေကိုလိုက်ပြီးတော့ဖမ်းတာတွေ့တယ်တောက်တဲ့လေးတွေအိမ်ကြောင်လေးတွေကပိုးကောင်လေးတွေဖမ်းစားတာတွေ့တယ်ကြောင်တွေကကြက်ကလေးတွေကိုကိုက်ဖြတ်တာတွေ့တယ်အဲ့ဒီလိုအားရှိတဲ့တရားဝါကအားငယ်တဲ့တရားဝါလေးတွေကိုညှင်းဆဲနေတာတွေ့လိုက်ရင်တောင်မှဩသူတို့ကအားရှိတယ်လိုက်ပြီးတော့ညှင်းဆဲနေကြတာပဲလို့အဲ့ဒီလိုလေးတွေးလိုက်မိတာကိုတောင်ဩငါဝိဟိန္တာဝိတ္တဖြစ်သွားပါပေါ့လားဆိုပြီးတော့အဲ့ဒီအကြံစီလေးကိုတောင်ရှုမှတ်ပြီးပေတော်မူပါတယ်မြို့တဲ့ရွာတဲ့ဆွမ်းခံထွက်တဲ့အခါမှာလည်းမြို့တဲ့ရွာထဲမှာညင်ပန်းနှိမ့်ဆက်ခံရတဲ့လူတွေကိုတွေ့လို့ရှိရင်လည်းပဲဩသူတို့တွေကိုယ့်လို့ကိုတောင်မလုပ်နိုင်ကိုယ့်ဘဝကိုမပိုင်သူတို့ဘာညှင်းဆဲတာခံရပါလားလို့အဲ့ဒီလိုတွေးလိုက်မိပြီးတော့ကရုဏာသဘောလေးဖြစ်သွားတာကိုတောင်မှဝိဟိန္တာဝိတ္တလို့ကြံစီပြီးတော့ပယ်တော်မူပါတယ်ကရုဏာဆိုတာကရုဏာဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကတနာတယ်လို့ပဲပြောကြသာဓုနံဟတ္တယံကံပင်တိတိကရုဏာသူတော်ကောင်းတို့ရဲ့နှလုံးသားကိုတုန်လှုပ်စေတတ်တဲ့သဘောကိုကရုဏာလို့ခေါ်တယ်တနာတယ်ဆိုတာကဗမာလိုဖြစ်တဲ့အဓိပ္ပာယ်ကိုပြောလိုက်တာကရုဏာဆိုတဲ့စကားလုံးကဓာတ်ရိုက်ထွက်လာတဲ့အဓိပ္ပာယ်ကသူတော်ကောင်းတို့ရဲ့နှလုံးသားကိုတုန်လှုပ်စေသောသဘောကရုဏာဆိုတာဗါတဲ့လေသူတော်ကောင်းတို့ရဲ့နှလုံးသားကိုတုန်လှုပ်ခြောက်ခြားသွားစေတဲ့သဘောကိုကရုဏာလို့ခေါ်တာအဲ့ဒီလိုဆိုတော့ကရုဏာဖြစ်တယ်ဆိုရင်စိတ်ဟာတုန်လှုပ်သွားတဲ့သဘောခြောက်ခြားသွားတဲ့သဘောရောက်ရခတ်သွားတဲ့သဘောလေးတော့ပါနေတာပဲဒါကြောင့်အဲ့ဒီလိုအားရှိတဲ့တရားဝါတွေကအားငယ်တဲ့တရားဝါတွေကိုညှင်းဆဲနေတာမြင်ရင်ကိုပဲစိတ်ကလေးတုန်လှုပ်သွားတာကိုအော်ငါဝိဟိန္တာဝိတ္တဖြစ်သွားပါဘောလားအတွေးတွေဖြစ်သွားပါဝိဟိန္တာအတွေးတွေဖြစ်သွားပါဘောလားဆိုပြီးတော့အဲ့ဒီအတွေးလေးကိုရှုမှတ်ပြီးတော့ပယ်တော်မူပါတယ်ဒါကြောင့်ဒါတွေကိုနမူနာယူပြီးတော့တရားအားထုတ်နေရင်နဲ့ဝိတ္တ၃ပါးဖြစ်လာရင်ရှုမှတ်ပြီးပယ်ရမယ်ဝိတ္တ၃ပါးပါတယ်လေကာမဝိတ္တလိုက်ဆိုကြည့်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္တာဝိတ္တအဲ့ဒီလိုဝိတ္တ၃ပါးဝင်လာလို့ရှိရင်လည်းပဲအဲ့ဒီဝိတ္တ၃ပါးကိုရှုမှတ်ပြီးတော့ပယ်ဖြောက်ရမယ်အဲ့ဒီတော့ယောဂီပုဂ္ဂိုလ်ရဲ့မြင့်မြတ်သူတို့ရဲ့စံအိမ်ကိုတည်ဆောက်နေတဲ့ပုဂ္ဂိုလ်ရဲ့မိခိုအားထားရာတရားဆိုတာဟာအဲ့ဒီ၄ပါးပါပဲမိဝဲတဲ့နာကိုမိဝဲရမယ်ပစ္စည်း၄ပါးကိုဉာဏ်နဲ့ဆင်ခြင်ပြီးမိဝဲတာကိုပြောတာတိခံတဲ့နာကိုတိခံရမယ်ပြင်ပကအမှတ်ချင်းအပူအေးစတာတွေနဲ့တကွတရားထုတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေတရားအမထုတ်ခင်ကတည်းကရှိနေတဲ့ခန္ဓာကိုယ်ရဲ့ငကိုမူလယောဂဝေဒနာတွေဒါတွေကိုတိခံရမယ်နောက်တစ်ခုကဘေးရန်အန္တရာယ်ဖြစ်စေမဲ့အရာတွေကိုရှောင်ကျဉ်ရမယ်နောက်တစ်ခုကကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္တာဝိတ္တလို့ခေါ်တဲ့အကျဉ်းစိုး၃မျိုးကိုဖြစ်ပေါ်လာရင်ပယ်ဖြောက်ရမယ်ဒါကြောင့်ဆိုလိုက်ပါမှီဝဲတိခံရှောင်ပယ်လှန်လေးတံမှီယာများမှီဝဲတာရဲ့တိခဏရဲ့ရှောင်ဆိုတာရှောင်ကျင်တာရဲ့ပယ်လှန်တာဆိုတာပယ်ဖြောက်တာရဲ့လို့မိယာ၄မျိုးအာကိုအထာယ၄မျိုး